အားလုံးပဲမင်္ဂလာပါ opportunity မြန်မာ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှလဲဆရာရန်ချူရေးသားထုတ်ဝေတဲ့ဘယ်သူမှဘာမှမဟုတ်ဆိုတဲ့စာအုပ်ရဲ့ဒုတိယပိုင်းအစီအစဉ်လေးကိုထပ်ပြီးတော့ဖတ်ပြဝေမျှသွားမှာဖြစ်ပါတယ်နှစ်ချက်လေးတက်ပြီးအဲ့ရပေါ်မှာအေးစစ်စစ်နားထောင်ရင်စိတ်ခေါ်အားယူဖို့ဖိတ်ခေါ်ပါတယ်ကဲဒါဆိုရင်စလိုက်ရအောင်ချက်ကောင်းလူဟာသူတစ်ပါးရဲ့ကျေးဇူးတရားကိုတည်တတ်ရမယ်ကျေးဇူးဆက်နိုင်တဲ့လောက်ဆက်ရမယ်ကျေးဇူးမဆက်နိုင်သေးရင်တော့မစော်ကားရဘူးစိတ်နဲ့တောင်မပြစ်မှားရဘူးကျေးဇူးတူမဖြစ်ရဘူးဆိုတဲ့အချက်တွေကိုအားလုံးကတည်ထားကြပြီးဖြစ်ပါတယ်တည်ထားကြပြီးဖြစ်ပေမဲ့အတိနောက်ကိုအကျင့်လိုက်နိုင်သူတွေလည်းရှိပါတယ်အတိနဲ့အကျင့်ဆန့်ကျင်ဘက်ဖြစ်နေသူတွေလည်းရှိပါတယ်အဲဒီကိစ္စတွေလောက်မကြီးမားပေမဲ့ရှုံးမတွက်တဲ့ကျေးဇူးတရားဆိုင်ရာကိစ္စတစ်ခုလည်းရှိပါသေးတယ်ခရီးတစ်ခုတွားရဲဆိုပါစို့အဲ့ဒီခရီးကအပြတ်မှာမိတ်ဆွေတယောက်ကဒေတာထွက်မုတ်တစ်မျိုးကိုလက်ဆောင်ပေးလိုက်တယ်မိမိဇာတိကိုပြန်ရောက်တဲ့အခါမိတ်ဆွေပေးလိုက်တဲ့မုတ်ကိုမိသားစုနဲ့တူဖွင့်စားကြတယ်မုတ်ရဲ့အရသာကအတော်ကောင်းတယ်မိမိကိုယ်တိုင်လည်းသဘောကျတယ်မိသားစုတွေနဲ့လည်းနှစ်ချိုက်တယ်အဲ့ဒီအတွက်မုတ်ပေးလိုက်တဲ့မိတ်ဆွေကိုစိတ်ထဲကနေကြိတ်ပြီးကျေးဇူးတင်နေမိတယ်အတော်များများကတော့အဲ့ဒီဇက်လန်းကိုအဲ့ဒီနေရာမှာပဲတခံရက်လိုက်ကြားတာများပါတယ်တချို့ကတော့လက်ဆောင်ရှင်မိတ်ဆွေနဲ့နောက်တစ်ကြိမ်ပြန်ဆောင်တဲ့အခါမှာပဲဖြစ်ဖြစ်သူပေးလိုက်တဲ့မုတ်ကိုစားရတာအဆင်ပြေလားဆိုပြီးလက်ဆောင်ရှင်ကိုယ်တိုင်လမ်းမေးမှပဲဖြစ်ဖြစ်ကျေးဇူးတင်စကားပြန်ပြောဖြစ်ကြပါတယ်အရေးတယူမမရရနဲ့တီးတန့်ဆက်သွယ်ပြီးကျေးဇူးတင်စကားပြောသူကတော့တိတ်ကိုနှဲပါပါလိမ့်မယ်တကယ်တော့အဲ့ဒီကိစ္စဟာတင်းငယ်ကောင်းတင်းငယ်ပါလိမ့်မယ်ဒါပေမဲ့ကြုံကြိုက်မှအမေးခံရမှဝစ်ချီတန်းချီကျေးဇူးတင်စကားပြောရလောက်တဲ့ထိတော့မတင်းငယ်မပေါ့တန်သင့်ပါဘူးအမှန်တကယ်ကစားနေစေအချိန်မှာပဲဖြစ်ဖြစ်စားပြီးခါစားအချိန်မှာပဲဖြစ်ဖြစ်ပူပူနွေးနွေးကျေးဇူးတင်စကားဆိုရမှာဖြစ်ပါတယ်အဲ့ဒါမှသာခံစားချက်အမှန်တွေလွှမ်းမိုးနေမှာဖြစ်ပါတယ်လေးနက်မှုတွေပြေဝနေမှာဖြစ်ပါတယ်ယင်းဤကျွမ်းဝင်မှုတွေထင်ရှားနေမှာဖြစ်ပါတယ်လက်ဆောင်ရှင်ဘက်ကလည်းပုံမှန်ထက်ပိုတဲ့ဂျင်းနဲ့ဝမ်းသာမှုတွေရသွားပါလိမ့်မယ်မိမိအပေါ်ကိုလည်းအရင်ကထက်ပိုပြီးခင်မင်လေးစားလာပါလိမ့်မယ်သူတစ်ပါးရဲ့ကျေးဇူးတရားကကြီးမားခြင်းကြီးမားပါလိမ့်မယ်တင်းငယ်ခြင်းတင်းငယ်ပါလိမ့်မယ်ဘယ်အနေထားပဲဖြစ်ဖြစ်ဘယ်တော့မှရှော့မတွဲလိုက်ပါနဲ့နီးမှန်လမ်းမှန်တုတ်ပြန်နိုင်အောင်သာကြိုးစားပါလူတယောက်ရဲ့နှလုံးသားကိုတူးဆွတဲ့အခါအသိအနက်အဓိကမဟုတ်ပဲချက်ကောင်းထိဖို့ကသာအဓိကဖြစ်ပါတယ်ကျေးဇူးကျိုးတချို့ကလူအချင်းချင်းစာနာရိုင်းပက်တတ်ပါတယ်ကူညီဖေးမတတ်ကြပါတယ်ဘာကြောင့်ကူညီတာလဲဘာမျောလင့်ချက်နဲ့ကူညီတာလဲဆိုတဲ့အကြောင်းပြချက်တွေမဲရမရှိပါဘူးကူညီခြင်းလို့ကိုကူညီတာပါကူညီရင်းနဲ့ပဲပီတိဖြစ်ခြေနဲ့နေတာပါဘယ်တော့ကဘယ်သူကိုဘယ်ပုံစံနဲ့ဘယ်လောက်ကူညီခဲ့ကြောင်းဘယ်တော့မှထုတ်ဖော်မပြောပါဘူးတချို့ကတော့ကူညီပါတယ်ကူညီနေချိန်မှာလည်းပီတိဖြစ်နေပါတယ်ကူညီခဲ့ဖူးသမျှကိစ္စတွေကိုရင်ထဲမှာဆွဲမြဲမှတ်သားထားပါတယ်အဲ့ဒီအထီးကပြဿနာမဟုတ်သေးပါဘူးကူညီခဲ့ဖူးသူတယောက်နဲ့ပြဿနာတစ်စုံတစ်ရာဖြစ်ပြီးဆိုရင်တော့ရင်ထဲကမှတ်တမ်းတွေကိုစကလုံးတွေဖြစ်ဖော်ပြတတ်ပါတယ်ဖြစ်စဉ်အကြီးအသေးကိုလိုက်ပြီးငါမွေးတဲ့မြောက်ကငါပြန်ခြောက်တာလားဂျေဇူးရှိလို့ကျေးစွတ်တာလားလေပင်ကိုတင်နေလိုက်ရင်ငါဂျေဇူးတွေအတောက်လိုက်ထွက်လာနိုင်တယ်ဆိုတဲ့စကားတွေကိုဒေါတာထွက်ပေါက်အဖြစ်အသုံးချတတ်ပါတယ်အဲ့ဒီအချိန်မှာတော့ဝမ်းသာကြည်နူးကြည်လင်အေးချမ်းမှုတွေပျောက်သွားပါပြီပူလောင်ပေါက်ကွဲမှုတွေတင်းမာခက်ထန်မှုတွေရောက်လာပါပြီဂျေဇူးတရားဆိုင်ရာအမျက်အစွန်းတွေမရတဲ့အပြင်အရင်ပါဆုံးရတော့မယ့်အခြေအနေဖြစ်လာပါပြီအဲ့ဒီလိုဖြစ်တာဟာမေ့တဲ့နာကိုမေ့မထားလို့ပါမမှန်တဲ့တာကိုမထားလို့ပါတစုံတရာအပေါ်ဂျေဇူးပြုဖူးတယ်ဆိုရင်ဂျေဇူးပြုနေချိန်မှာပဲပီတိဖြစ်ပါရင်ခုန်ခြင်းနဲ့ပါဂျေဇူးပြုနေချိန်မှာခံစားရတဲ့ပြစ္ဆုတ်ပံပီတိဟာအယောင်အစင်ကင်းပါတယ်အနောင်အဖွဲလွတ်ပါတယ်အပြစ်မဲ့ပါတယ်တန့်ရှင်းပါတယ်ဂျ
ဂျေဇူးပြုပြီးတဲ့နောက်မှာတော့မိနိုင်သမျှမိထားလိုက်ပါမိမိဘက်ကဖြစ်နိုင်သမျှဘယ်တော့မှမထုတ်ဖို့မပြောဆိုပါနဲ့မရရရှိနေသေးတယ်ဆိုရင်လည်းတစိမ့်စိမ့်တွေးပြီးကြည်နူးပါတနှုတ်နှုတ်ခံစားပြီးမပေါက်ကွဲပါနဲ့ဂျေဇူးတရားကြောင်းထုတ်ဖို့ပြောဆိုမိတဲ့အခါပြောပုံပြောနည်းမမှန်ရင်မိမိကိုမိမိတင်စားလွန်းတယ်လို့ဖြစ်သွားတတ်ပါတယ်သူတစ်ပါးပေါ်ချိုးနှိမ်လွန်းတယ်လို့ဖြစ်သွားတတ်ပါတယ်ဂျေဇူးအပြုခံရသူဘက်ကမရရထုတ်ဖို့ပြောဆိုလာရင်တော့အပြုံးအေးကလေးနဲ့တဖန်ပြန်ပြီးပီတိဖြစ်ပါရင်ခုန်ကျင်내ပါဘယ်သူကမှဂျေဇူးကျိုးနဲ့မချီနှောင်မိပါစေနဲ့အချီအနှောင်မတက်ရင်ကိုကျိုးနဲ့ကိုပတ်ပြီးနှစ်ထက်နှစ်ခါနာကျင်ရတတ်ပါတယ်လေးနှမှုမြေပြင်မိတ်ဆွေတယောက်ရှိပါတယ်သူကတာမန်လူပါပဲတိတ်တော့တိတ်ထက်နေတဲ့သူမဟုတ်ပါဘူးအများဆန်ပြရတဲ့အထိအမားအရွယ်ကင်းနေတဲ့သူလည်းမဟုတ်ပါဘူးလူသားပီပီနှစ်စင်ဘဝကိုဖျက်တမ်းမယ်လှုပ်เสียရှိတာလှုပ်မယ်လှုပ်နေရင်းနဲ့မားတာလည်းရှိမယ်မှန်တာလည်းရှိမယ်မားရင်ပြင်မယ်မှန်ရင်ဆက်လျှောက်မယ်အဲ့ဒီလောက်ပါပဲဒါပေမဲ့အဲ့ဒီမိတ်ဆွေကိုလှုပ်ဖို့ကင်ဖက်အားလုံးနိဗ္ဗာန်ကချစ်ခင်ကြပါတယ်သူ့ကိုဆိုရင်ဘယ်သူနဲ့မှမတက်တဲ့လုံခြုံရေးဦးလေးကြီးကလည်းကြည်ဖြူပါတယ်တိတ်ကက်စီနေလုံးနဲ့ငွေစင်းမန်နေဂျာအမျိုးသမီးကြီးကလည်းရရောပါတယ်အဲ့ဒီလောက်ထိကိုလူတွေရဲ့ချစ်ခင်မှုကိုရတာပါလူတယောက်ကိုလူအများချစ်ခင်စေနိုင်တဲ့အချက်တွေအများကြီးရှိပါတယ်အဲ့ဒီအချက်အများကြီးထဲကမှသူ့ကိုလူတွေချစ်ခင်စေတဲ့အချက်ကမတိမတာကလေးထူးခြားတယ်လို့ဆိုရပါလိမ့်မယ်လှုပ်ဖို့ကင်ဖဲဝန်ထမ်းတရားရောက်ရဲ့မွေးနေ့ပွဲရှိတယ်ဆိုပါစို့သူကအဲ့ဒီမွေးနေ့ကိုမတ်စုစာအုပ်ထဲမှာဖြစ်ဖုံနှုတ်ထဲမှာပဲဖြစ်တေးသေးချာချာမှတ်သားထားပါတယ်တခြားသူတွေကသာမေ့ချင်မေ့သွားမယ်သူကတော့ဘယ်တော့မှမမေ့ပါဘူးမွေးနေ့နှစ်ပတ်လည်ရောက်တော့မယ်ဆိုတာနဲ့မနေ့ဖြန်ဆိုရင်အခုမွေးနေ့တောင်ရောက်ပြီနော်ဘာတွေလုပ်ဖို့စီစဉ်ထားတယ်လဲကျွန်တော်ဘာကူညီပေးရမလဲဆိုပြီးသူကတရက်ကြိုပြောပါတယ်မွေးနေ့ရောက်ပြီဆိုရင်လေမွေးနေ့ဆုတောင်းစကားကိုသူများထက်ဦးအောင်ကြိုပြောတတ်ပါတယ်ဥပမာဇွန်လ2ရက်နေ့ဖွာမွေးနေ့ရှင်အတွက်ဇွန်လ1ရက်နေ့ည12နာရီကျော်တာနဲ့ Viber Facebook Messenger စတဲ့ social media platform တစ်ခုခုကနေ voice message ဆုတောင်းစကားလမ်းပြောတာမျိုးပေါ့အဲ့ဒီလိုပြောတဲ့အခါမှာလဲဟိုကြည်တန်းကြည်မဟုတ်ပါဘူးရင်ထဲကလာတဲ့စကားနဲ့လေးလေးနဲ့လိုက်လဲပြောတာပါတချို့ဆိုရင်သူများမွေးနေ့ကိုအမတ်ရဖို့မပြောနဲ့ကို့မွေးနေ့ကိုတော့မိနေသက်ကြတာမဟုတ်လားဒီတော့ဒီလိုမရရကြိုတင်ပြောလာတဲ့အခါဘယ်သူမဆိုဂျေစုတင်တာပေါ့ပီတိဖြစ်တာပေါ့ဒါတင်မကသေးပဲလှုပ်ဖို့ကင်ဖက်တွေရဲ့ချစ်သူတက်တန်းအိမ်ထောင်တက်တန်းကုမ္ပဏီလုပ်ငန်းခွင်တက်တန်းစတာတွေကိုပါလက်လန်းမိသည်များမှတ်သားထားပြီးနှစ်ပတ်လည်နေ့တွေမှာအမတ်တရဆုတောင်းစကားဆိုတတ်ပါသေးတယ်ဒါကအမတ်တရနေ့ရက်တွေနဲ့ပတ်သက်တဲ့သူ့ရဲ့လှုပ်ဆောင်မှုတွေကိုဥပမာတဘောပြောပြတာပါတခြားဘယ်ကိစ္စကိုပဲဖြစ်ပြီးငယ်တယ်ဆိုပြီးဘယ်တော့မှပေါ့တန်မနေပါဘူးပေါ့တန်မလုပ်ပါဘူးငယ်တဲ့ဝန်ထမ်းကိုကောကြီးတဲ့ဝန်ထမ်းကိုပါလေးစားဆက်ဆံပါတယ်တကယ်တော့သူလှုပ်ဆောင်မှုတွေဟာဝန်ထုတ်ဝန်ပိုးဖြစ်เสียကိစ္စကြီးတွေမဟုတ်ပါဘူးလှုပ်ချင်စိတ်ရှိနေမယ်ဆိုရင်ဘယ်သူမှဆိုလုံနိုင်တဲ့ကိစ္စလေးတွေဖြစ်ပါတယ်ဒါပေမဲ့လူတွေပေါ်ကိုစိတ်ပါလက်ပါနှစ်ကာအာပါတရပြုစုဆက်ဆံတယ်ဆိုတဲ့ကိစ္စဟာပေါ်ပါတယ်လို့ရှိပေမဲ့အလေးအနက်ထားရင်ထားသလောက်တန်ဖိုးရှိပါတယ်ဘယ်သူမှဆိုမိမိအပေါ်အလေးအနက်ထားဆက်ဆံသူကိုပြန်ပြီးအလေးအနက်ထားဆက်ဆံတတ်ပါတယ်မေတ္တာပေးရင်မေတ္တာပြန်ရပါတယ်လေးနက်မှုပေးရင်လေးနက်မှုပြန်ရပါတယ်လူမှုဆက်ဆံရေးတွေမှာတချို့ကိစ္စတွေကတင်းငယ်တယ်လို့ထင်ရပါတယ်အမှန်တကယ်တင်းငယ်တာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့စွမ်းအားကြီးပါတယ်အတုံးချတတ်ရင်ချတတ်တဲ့လောက်လူတွေရဲ့အသေးနှလုံးကိုတိမ်ကျုံဆွဲယူနိုင်ပါတယ်လေးနက်မှုမြေပြင်ကနေဘဝအာမန်အတိအပွင့်တွေမရည်နိုင်မတွေ့နိုင်အောင်ဝေစာတီးပွင့်နိုင်ပါတယ်ပြားရည်ဆက်တွေလူတယောက်ဟာပျော်ရွှင်ဖို့လိုအပ်ပါတယ်အချိန်တိုင်းပျော်ရွှင်နေလေလူဖြစ်ရကြိုးနဲ့လေပါပဲအဲ့ဒါကြောင့်လေလူတွေဟာပျော်ရွှင်မှုတွေရဖို့ကြိုးစားနေကြတာဖြစ်ပါတယ်ပျော်ရွှင်ကြပါတယ်ဒါပေမဲ့ဘ
ယ်လိုပုံစံနဲ့ပျော်ရွှင်မှာလဲဘယ်လောက်ပျော်ရွှင်မှာလဲအဲ့ဒီပျော်ရွှင်မှုကရည်တူလားရည်ရှည်လားတခဏတာလားတဘဝစာလားဘယ်အနေထားကိုယူမှာလဲဘယ်နောက်ကိုလိုက်မှာလဲဒါတွေကိုတော့စဉ်းစားဖို့လိုအပ်ပါတယ်ခဏတာပျော်ရွှင်မှုကဆွဲဆောင်နိုင်စွမ်းမြင့်မားပါတယ်ရဖို့လဲလွယ်ကူပါတယ်ဒါပေမဲ့ဘေးထွက်စူးကျူးများပါတယ်ရေရှည်မခိုင်မြဲပါဘူးတဘဝစာပျော်ရွှင်မှုကတော့ဆွဲဆောင်နိုင်စွမ်းအားပြော့ပါတယ်ရဖို့လဲမလွယ်ကူပါဘူးဒါပေမဲ့ဘေးထွက်စူးကျူးလဲနေပါတယ်ရေရှည်လဲတည်တတ်ပါတယ်လူအများစုကဆွဲဆောင်မှုအားကောင်းတဲ့အလွယ်လန်းကိုပဲလိုက်ချင်ကြပါတယ်ဒီတော့ခဏတာပျော်ရွှင်မှုအောက်မှာပဲတာယာတက်ကြပါတယ်ခဏတာပျော်ရွှင်ဖို့အတွက်အရက်တောက်တယ်လောင်းကစားလုပ်တယ်မူရည်စီသုံးဆွဲတယ်လူမှုရေးဖောက်ပြန်တယ်အဲ့ဒီအတွက်ပျော်ရွှင်သလားဆိုတော့ပျော်ရွှင်ကောင်းပျော်ရွှင်ပါလိမ့်မယ်ဒါပေမဲ့ခဏတာပဲဖြစ်ပါတယ်ခဏတာမှတကယ်ခဏကလေးပါပဲခဏတာပျော်ရွှင်မှုရဲ့နောက်မှာရင်ဆိုင်ရမယ့်အခက်အခဲတွေဖြေရှင်းရမယ့်ပြဿနာတွေခံစားရမယ့်ဒုက္ခတွေထက်ချက်မကွာလိုက်လာတတ်ပါတယ်ပျော်ရွှင်မှုတွေကြက်ပြောင်ငှက်ပြောင်ဖြစ်သွားတတ်ပါတယ်ဝမ်းနည်းပူဆွေးမှုတွေကတဟုန်ထိုးဝင်လာတတ်ပါတယ်အဲ့ဒီလိုဘေးထွက်ဆိုးကျိုးများလာတဲ့ခဏတာပျော်ရွှင်မှုဟာပျော်ရွှင်မှုအစစ်မဟုတ်ပါဘူးမောဟတွေလွှမ်းခြုံထားတဲ့ပျော်ရွှင်မှုအတုတွေပဲဖြစ်ပါတယ်ဒါဆိုရင်လူကပျော်ရွှင်မှုအတုတွေနဲ့လုံးဝလွတ်ကင်းအောင်ရှောင်ရှားရမလားလို့မိခွန်းထုတ်เสียရှိပါတယ်ခက်တော့ခက်ပါလိမ့်မယ်တချို့ကိုရှောင်ရှားနိုင်ပေမဲ့တချို့ကိုရှောင်ရှားနိုင်ဖို့ကထင်တယ်လို့မလွယ်လာပါဘူးကိုယ့်ဘက်ကရှောင်ရှားနေပါလျက်နဲ့ညှိတွေတိုးဝင်လာတာတွေလည်းကြုံရနိုင်ပါတယ်ဒါဆိုဘယ်လိုလုပ်မလဲဘယ်လိုမှလုပ်เสียမလို့ပါဘူးအတိနဲ့တတိတွေကပ်နေဖို့ပဲလိုပါတယ်ခဏတာပျော်ရွှင်မှုတွေနဲ့ကြုံရတဲ့အခါရှောင်လို့ရသမျှရှောင်လိုက်ပါမလွဲတာမရှောင်တာဖြစ်သွားပြီဆိုရင်တော့မမဲ့မောပါနဲ့မตาရပါနဲ့တန်းဆွဲမဖြစ်ပါနဲ့တဘာဝအစားလုံးပျော်ရွှင်မှုအဖြစ်မယုံကြည်လိုက်ပါနဲ့အချိန်မီပြင်ဆင်ပါအမြန်ဆုံးနောက်ဆုတ်ပါအဲ့ဒီလိုမဟုတ်ပဲခဏတာပျော်ရွှင်မှုကိုပျော်ရွှင်မှုအတုတွေကိုအချင်းအချိန်အတိုင်းအဆမရှိအလွန်အကျွံတုံးဆွဲမိမယ်ဆိုရင်တော့လမ်းတွေပြောင်းဆုံးကုန်ပါလိမ့်မယ်ပန်းတိုင်တွေမီးမိန်သွားပါလိမ့်မယ်ပျော်ရွှင်မှုအစစ်တွေနဲ့ရာတက်ပံခွဲခွာသွားရပါလိမ့်မယ်လူသားပီပီအချိုကြိုက်တာကိုအပြစ်မတင်ချင်ပါဘူးဒါပေမဲ့ဓာတ်သွားပေါ်ကပြားရည်ဆက်တွေကိုတော့တက်နိုင်တဲ့မြရှောင်ရှားဖို့လိုအပ်ပါတယ်အစင်းအယောင်ဟိုတယ်တွေမှာ garnishing ဆိုတဲ့စကားကအတော့ကလေးတွင်ကျပါတယ်အဲ့တယ်တွေသုံးဆောင်မဲ့အစားအသောက်တွေကိုပကံထဲမှာပုံစံဒီဇိုင်းမျိုးစုံနဲ့ပုံပေါ်အလှပြင်ထည့်ပေးထားတာပါပုံမှန်တိုင်းဆိုရင်တော့အစားအသောက်တစ်ခုဟာတန့်ရှင်းလက်ဆက်နေမယ်ကျန်းမာရေးနဲ့ညီညွတ်နေမယ်အနံ့အရသာကောင်းမွန်နေမယ်ဆိုရင်တင့်တော်ပြည့်စုံတယ်လို့ဆိုနိုင်ပါတယ်ဟိုတယ်တွေမှာတော့အဲ့ဒီအချက်တွေပြင်လပတည်တတ်တဲ့ပြင်ဆင်မှုတွေရှိရမယ်ဆိုတဲ့အချက်ကိုပါဝန်ဆောင်မှုတစ်ခုအနေဖြင့်ထည့်သွင်းထားပါသေးတယ်ထမင်းကြော်တပွဲရှိတယ်ဆိုပါစို့အဲ့ဒီထမင်းကြော်တပွဲကိုတည်ချာ garnishing လုပ်ပြီးဟိုတယ်မှာရောင်းမယ်ဆိုရင်တောင်းကနန်းဝန်းကျင်ထိရနိုင်ပါတယ်အဲ့ဒီထမင်းကြော်ကိုပဲပကံထဲဖြစ်တယ်လို့ထည့်ပြီးလမ်းဘေးဆိုင်မှာရောင်းမယ်ဆိုရင်ထောင်ကနန်းပဲရနိုင်ပါတယ်ထမင်းကြော်ကတော့ဒီထမင်းကြော်ပါပဲတန့်ရှင်းလက်ဆက်မှုကလည်းတူပါပဲကျမ်းမာရေးဆိုင်ရာတက်ရောက်မှုလည်းတူပါပဲအနံ့အရသာကလည်းအတူပါပဲကွာခြားတာကပြင်ဆင်မှုနဲ့ဝန်ဆောင်မှုပါအဲ့ဒီလူကအပေါ်ယံသမားဘာအနှစ်မှမရှိဘူးအစင်ပဲရှိပြီးအချင်းမရှိတဲ့လူဆိုတဲ့စကားအတုံများများပြောတတ်ကြပါတယ်အချင်းရဲ့တန်ဖိုးကိုဖော်ထုတ်တင်စားလူစိတ်လွန်ကဲမိရာကအစင်ရဲ့တန်ဖိုးကိုဖုံးကွယ်ချိုးနေမိတယ်လို့ဖြစ်သွားတဲ့သဘောပါဒီလိုနဲ့အချင်းကတာတန်ဖိုးရှိပြီးအစင်ကတန်ဖိုးမဲ့တယ်လို့အများကယူဆသွားတတ်ကြပါတယ်တကယ်တော့အစင်မှာကအချင်းမှာပါတန်ဖိုးကိုစီရှိပါတယ်နေရာမမှန်စေတနာမမှန်နဲ့အဝင်ခွင်ချဖြစ်အောင်အသုံးချနိုင်ဖို့ပဲလိုအပ်ပါတယ်အပေါ်ယံကိစ္စတွေဖြစ်နေအောင်တော့ပြည်ပြင်းတဲ့ဝန်ဆောင်မှုနဲ့ဆိုင်တဲ့ခံစားမှုလာပါတဲ့ဖန်တီးမှုတွေကြီးကပ်ထားမယ်ဆိုရင်အစင်ကနေအချင်းဖြစ်သွားနိုင်ပါတယ်အဲ့ဒါကြောင့်အချင်းနဲ့အစင်ဟန်ချက်ညီအောင်ကြိုးစားပါအချင်းကိုလည်းတန်ဖိုးတာပါအစင်ကိုလည်းမျက်နှိုးပါတက်ပြက်နေပါတည်တတ်ဝတ်စင်ပါ
လူတစ်ယောက်ကအရေးချင်းကောင်းတွေရှိနေဖို့လိုအပ်တယ်လို့အတွင်အပြင်ကောင်းတွေရှိနေဖို့လည်းအရေးကြီးပါတယ်လူတွေနဲ့ပေါင်းတင်တဲ့အခါအတွင်အပြင်ကိုအရင်ဆုံးကြည့်တာပါအတွင်စိတ်ကိုနောက်မှသိရတာပါခန့်ခန့်ညာညာတက်တက်ပြက်ပြက်ရှိနေမယ်ဆိုရင်လူတွေရဲ့အထင်သေးမှုတွေကိုကြိုလွှားနိုင်ပါတယ်ပိတ်ထားတဲ့တကားတချို့ပွင့်သွားနိုင်ပါတယ်ဟိန်းဟောက်ချင်းချောက်လူသူတွေကိုဟန်တာနိုင်ပါတယ်အခက်အခဲတော်တော်များများကိုကြော်လွှားနိုင်ပါတယ်အစင်းအယောင်တွေမေးမိန်လုံးနေအခွင့်အလန်းတကားတွေအပွင့်နေတတ်ပါတယ်ကုတ်ချိန်ပေးလိုက်ပါအလုတ်တွေရှုပ်လိုက်တာကွာရားလို့တော့ကုတ်ချိန်မရဘူးဆိုတဲ့စကားကိုအတုံများများပြောတတ်ကြပါတယ်တချို့ကပြောယုံတယ်မကဘူးအဲ့ဒီလိုပြောရတာကိုပဲအရသာခံဂုဏ်ယူတတ်ကြပါသေးတယ်လူတချို့ကရားလို့တော့ကုတ်ချိန်မရတဲ့အထိအမှန်တကယ်ပဲမအားမလက်ဖြစ်နေတတ်သလားမအားလို့ဖုံးမပြောဖြစ်ဘူးမအားလို့လက်ဖက်ရည်ဆိုင်မထိုင်ဖြစ်ဘူးမအားလို့တမင်းမစားဖြစ်ဘူးမအားလို့လမ်းမလျှောက်ဖြစ်ဘူးမအားလို့ခရီးမထွက်ဖြစ်ဘူးမအားလို့ဆိုတဲ့ခေါင်းစဉ်အောက်မှာလှုပ်တင်တာတွေလှုပ်ဖို့ပြက်ကွက်မိသက်ကြရကအကြိမ်ကြိမ်အခါခါပါပဲအဲ့ဒီလိုလူတွေကိုကြည့်လိုက်မယ်ဆိုရင်အမြဲတစေမျက်မှောင်ကုပ်ပြီးဟိုပြေးဒီလွှားနဲ့ပြရာခတ်နေတတ်ပါတယ်သူတို့စပွဲပေါ်မှာလဲစာရွက်စာတမ်းတွေအပုံလိုက်ရှိနေတတ်ပါတယ်သူတို့ပြောတဲ့မအားလို့ဆိုတဲ့စကားတွေအတွက်ရုပ်ချင်စရာကောင်းတဲ့ပြရုပ်တွေလို့ဆိုရမယ်ထင်ပါရဲ့လုပ်ငန်းရှင်တယောက်နဲ့ဆုံပူပါတယ်လုပ်ငန်းရှင်ဆိုမှတော့အလုပ်များတာကတော့အသေးချပါပဲဒါပေမဲ့သူ့ကိုကြည့်ရတာဘယ်တော့မှပြရာခတ်မနေပါဘူးအေးလူလူအလုပ်လုပ်ပါတယ်ချစ်ချိုတတစကားပြောပါတယ်အလုပ်ထဲမှာပဲဖြစ်ဖြစ်ကားစီးနေချိန်မှာပဲဖြစ်ဖြစ်တူအေးနဲ့တချင်းကလေးပါညီးသက်ပါသေးတယ်ခေါင်းရိုက်ပါတယ်ရေကူးပါတယ်စားတော့ဆိုင်သွားပါတယ်အနှိတ်ခမ်းတွေ KTV တွေကိုတောင်တွားတက်ပါသေးတယ်အလုတ်တွားအလုတ်ပြန်နောက်ကျတက်ပေမဲ့မိသားစုစီကတော့တနေ့တစ်ခေါက်မရအောင်ပြန်တက်ပါတယ်ဒါပေမဲ့သူထိုးရမယ့်လက်မှသူပြောရမယ့်စကားသူဆုံးဖြတ်ရမယ့်ကိစ္စဘယ်တော့မှနောက်မကျပါဘူးသူကြောင့်အလုတ်နောက်နေတယ်ဆိုတာတခါမှမရှိဘူးပါဘူးအထူးတစ်ဖြစ်အလုတ်တွေရှုပ်လိုက်တာကွာရားလို့တော့ကုတ်ချိန်မရဘူးဆိုတဲ့စကားသူစီမှာတခါမှမကြားဘူးပါဘူးတကယ်တော့အလုတ်များလုံးလို့တခြားကိစ္စတွေအတွက်အချိန်မပေးနိုင်ဘူးဆိုတဲ့အချက်အထင်ကြီးစရာကိစ္စမဟုတ်ပါဘူးအဲဒီလိုအချိန်မပေးနိုင်တာဟာစီမံခန့်ခွဲမှုညံ့ဖျင်းရာရောက်ပါတယ်အထင်သေးဖို့တော့ကောင်းပါသေးတယ်ဘယ်လောက်အလုတ်များတဲ့သူပဲဖြစ်ဖြစ်အချိန်တန်လာရင်တော့လောကကြီးကိုမဖြစ်မနေစွန့်ခွာသွားရမှာပါပဲအဲ့ဒီအချိန်ကျမှအချိန်မရလို့အလုတ်မပြီးသေးလို့ခဏလောက်နေပါရစေအောင်စောက်ပါအောင်ဆိုတဲ့တောင်းဆိုခွင့်ငင်းပယ်ခွင့်မရှိပါဘူးမအားစွတ်ချိန်တန်ရင်စွန့်ရမယ့်အရာကိုစွန့်ရမှာပဲတွားချိန်တန်ရင်တွားရမယ့်နေရာကိုတွားရမှာပါပဲအဲဒါကြောင့်လူဟာအလုပ်လုပ်ရပါမယ်လုပ်တဲ့အပေါ်မှာလေးစားရပါမယ်ကြိုးစားရပါမယ်အာယုံစူးစိုက်မှုရှိရပါမယ်ဒါအပြင်စားချိန်နားချိန်အပန်းဖြေချိန်ပျော်ရွှင်ချိန်စတာတွေကိုဟန်ချက်ညီမြတ်တစီမံခန့်ခွဲအချိန်ပေးနိုင်ရပါမယ်တနေရာတည်းကိုပဲအချိန်ပြည့်စူးစိုက်ကြည့်နေမယ်ဆိုရင်အချိန်ကြာလာလေမုံဝါရီဝေဖြစ်လာတတ်လေပါပဲနေ့စဉ်မှတ်တမ်းလူတိုင်းမှာအတိတ်ကိုစီရှိပါတယ်တချို့အတိတ်တွေကကောင်းမွန်ချုံးမွေ့ပြီးပျော်ရွှင်ဖို့ကောင်းပါတယ်တချို့အတိတ်တွေကစူရွာကြမ်းတမ်းပြီးဝမ်းနည်းဖို့ကောင်းပါတယ်လူတိုင်းကတော့မိမိရဲ့အတိတ်ဖြစ်စဉ်တွေကိုတခုမကြံတတိယနေမှာမဟုတ်ပါဘူးအတိတ်ဖြစ်စဉ်တွေကိုတတိယရှိနေခြင်းအတွက်ဆိုရင်နေ့စဉ်မှတ်တမ်းရေးတင်ပါတယ်နေ့စဉ်မှတ်တမ်းကိုစာအုပ်ထဲမှာလည်းရေးလို့ရတယ်ဖုန်းနှုတ်ထဲမှာကွန်ပျူတာထဲမှာအီးမေးလ်ထဲမှာတခြား application တစ်ခုခုထဲမှာရေးထားလို့ရပါတယ်လူဟာကြီးမားထူးခြားတဲ့အကြောင်းအရာတွေကိုနေ့စဉ်နဲ့အမျှရင်ဆိုင်ကြုံတွေ့ရမှာမဟုတ်ပါဘူးတချို့အတွေ့အကြုံတွေကကြီးမားထူးခြားပါလိမ့်မယ်တချို့အတွေ့အကြုံတွေကသေးငယ်ယူဆင်ပါလိမ့်မယ်ဘယ်လိုအကြောင်းအရာမျိုးကိုပဲကြုံတွေ့ခဲ့တဲ့မြအကြောင်းအရာတွေကိုနေ့စဉ်မှတ်တမ်းထဲမှာတိတိကျကျချရေးထားတင်ပါတယ်နှစ်ကာလအနည်းငယ်ကြာလာတဲ့အခါမှာပဲဖြစ်ဖြစ်အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာပဲဖြစ်ဖြစ်အဲ့ဒီမှတ်တမ်းတွေကိုပြန်ဖတ်ကြည့်တဲ့အခါယူဆင်းတယ်လို့ထင်ခဲ့မိတဲ့အရာတွေကစမ်းသစ်နေပါလိမ့်မယ်စမ်းသစ်တယ်လို့ထင်ခဲ့မိတဲ့အရာတွေကယူဆင်းနေပါလိမ့်မယ်
တချို့အကြောင်းအရာတွေကတော့ယူစင်မြဲအတိုင်းယူစင်နေပြီးတချို့အကြောင်းအရာတွေကစမ်းသစ်မြဲအတိုင်းစမ်းသစ်နေပါလိမ့်မယ်ဘယ်လိုအခြေအနေပဲရှိဆက်လျှောက်ရမယ့်ဘွားခီးအတွက်တန်တာခြေနဲ့ထပ်တူပြုတင်တာတွေတတိထားဆင်ခြင်သင်ခန်းစာယူတင်တာတွေပေါ်ထွက်လာပါလိမ့်မယ်အတူယူတင်သူတွေယေရှုစံတင်သူတွေမမေ့လျော့တင်သူတွေမဖြစ်မနေပြန်ဆောင်တင်သူတွေမရမကရှောင်ဖယ်တင်သူတွေစသဖြင့်ရုပ်လုံးပေါ်လာပါလိမ့်မယ်အတစ်တဖန်နာကျင်မှုနဲ့အတစ်တဖန်ပျော်ရွှင်မှုတွေကိုလည်းခံစားရပါလိမ့်မယ်ရုပ်စောအစုံကောင်းကျိုးတစုံတရာမရှိဘူးဆိုရင်တော့မှလက်ရှိရုပ်တွင်တွေပုံမူနှူးညံ့လက်ဆက်လာစေနိုင်တဲ့အသိရဲ့နှုပြစွမ်းအားတွေရုံလုံးကြွလာပါလိမ့်မယ်ဒါကြောင့်နေ့စဉ်မှတ်တမ်းရေးပြအောင်ရေးစေချင်ပါတယ်ဝေစာတဲ့ဥယျာဉ်တစ်ခုကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်ပင်ပြူကိုလည်းပြုစုပါပင်အိုကိုလည်းဒူဆွပါအမုံတီလူတယောက်ရဲ့အားနည်းချက်ကိုကရကရှင်ကိုရမှာပြောဖူးကြမယ်ထင်ပါတယ်တချို့ကချစ်လို့ပြုပြင်စေခြင်းလို့ကရုဏာစိတ်နဲ့ပြောတတ်ကြတာပါတချို့ကတော့မုန်းလို့နစ်နာစေခြင်းလို့အာဃာတစိတ်နဲ့ပြောတတ်ကြတာဖြစ်ပါတယ်ချစ်လို့ပဲပြောမုန်းလို့ပဲပြောကရကရှင်မသိအောင်ပြောမိပြီဆိုရင်တော့ဒါကိုအတင်းစကားလို့ပဲမှတ်ယူရမယ်ထင်ပါတယ်လူမှုဆက်ဆံရေးဆိုတာအမြဲတစေတည်ငြိမ်နေတာမဟုတ်ပါဘူးချစ်ရကနေမုန်းသွားတတ်ပါတယ်နီးရကနေဝေးသွားတတ်ပါတယ်တယောက်နဲ့တယောက်ချစ်ခင်ရင်းနှီးနေချိန်မှာအရာရာလုံခြုံစိတ်ချနေရပေမဲ့မုံတီးဝေးกว่าချိန်မှာတော့ရှိသမျှစီးတွေကျူပေါက်သွားတတ်ပါတယ်အဲ့ဒီအခါမှာအချင်းချင်းတူတူတသိပ်ညီညီညွတ်ညွတ်ပြောခဲ့သမျှစကားတွေဟာမကြားတင်သူတွေစီကိုချက်ချင်းရောက်သွားတတ်ပါတယ်အဲ့ဒါကြောင့်မိမိရဲ့ခံစားချက်ထင်မြင်ချက်တွေကိုဘယ်သူကမှအကုန်အစင်မဖွင့်ဟမပြောဆိုမိပါစေနဲ့ဘယ်သူအားနဲ့ချက်ကိုမှကြွယ်ရမှာမပြောမိပါစေနဲ့ရုပ်စွာဆုံးချစ်ခင်ပြုပြင်စေခြင်းလို့ပြောတယ်ဆိုရင်လည်းကရှင်နဲ့တွေ့ပြီးနီးမှန်လမ်းမှန်ဝေဖန်သုံးသက်လမ်းညွန်အကြံပြုတာအကောင်းဆုံးပါပဲဒီလိုမဟုတ်ပဲကြွယ်ရမှာပြောမိတဲ့အခါကရုဏာစကားဖြစ်နေခဲ့ရင်တော့အေးရကနေပူသွားတတ်ပါတယ်တေးရကကြီးသွားတတ်ပါတယ်စေတနာကနေဝေဒနာဖြစ်သွားတတ်ပါတယ်ယင်းဤကျွမ်းဝင်မှုတွေရုပ်လျော့ပြပြသွားတတ်ပါတယ်အဖြောက်အမှန်ကရုဏာစကားတွေအတွက်တောင်မှအဲ့ဒီလိုဇူကျူးတွေရှိနေမယ်လို့ဆိုရင်အကောက်အမာအပုတ်စကားတွေတက်ဆိုရင်ဘယ်လောက်တောင်များပြဿနာတွေများလိုက်မလဲအသင်းအဖြင်းတစ်ပင်ကနေအမုန်းတရားတွေပဲဝေစာတီးပွင့်နိုင်ပါတယ်တက်ကောင်းရွေးပါလူတယောက်ဟာလူတိုင်းနဲ့အဆင်ပြေအောင်ပေါင်းတင်ဆက်ဆံနိုင်လေပြိပခနဲလေပါပဲဒါဆိုရင်ပြိပခနဲဖို့ဆိုရင်လူတိုင်းနဲ့ဖက်လင်းတကင်းပေါင်းတင်ဆက်ဆံနေရမှာလားဆိုတဲ့မေးခွန်းတစ်ခုရှိလာနိုင်ပါတယ်အဲ့ဒီလိုတော့မဟုတ်သေးပါဘူးလူတွေမှာအယောင်ရှိပါတယ်အဲ့ဒီအယောင်တွေကစွန့်ထင်တတ်ပါတယ်လူဆိုးလူညစ်နဲ့ပေါင်းရင်လူဆိုးလူညစ်အယောင်စွန့်ထင်တတ်ပါတယ်လူကောင်းလူမွန်နဲ့ပေါင်းရင်လူကောင်းလူမွန်အယောင်စွန့်ထင်တတ်ပါတယ်ပထမဆုံးကမိမိသွားချင်တဲ့ခရီးကိုတည်တည်ချာချာသိအောင်ကြိုးစားရမှာပါမိမိကခရီးကောင်းတစ်ခုကိုသွားချင်တာလားဒါဆိုရင်လူကောင်းလူမွန်တွေနဲ့လက်တွဲဖို့လိုပါလိမ့်မယ်လူကောင်းလူမွန်ဆိုတာဘယ်လိုလူမျိုးလဲဘယ်ပေတံနဲ့တိုင်းမလဲငွေရှိတာပညာတတ်တာလိမ္မာရင်ကြီးတာကိုကျင့်တရားကောင်းမွန်တာစတဲ့အချက်တွေရှိနေရင်လူကောင်းလူမွန်လို့သတ်မှတ်မလားသတ်မှတ်တယ်ဆိုရင်မိမိပေါင်းတင်မဲ့သူမှာအဲ့ဒီအချက်တွေထဲကတစ်ချက်လောက်ရှိနေရင်ရပြီလားဒါမှမဟုတ်2ချက်လား3ချက်လား4ချက်လားအကုန်လုံးလားအဲ့ဒီစံနှုန်းတွေကိုတော့မိမိကိုယ်တိုင်ရပဲသတ်မှတ်ရမှာဖြစ်ပါတယ်လူဟာခရီးကောင်းတစ်ခုကိုတွားချင်တယ်ဆိုရင်ကောင်းမွန်တဲ့အတိုက်အဝန်းရှိနေဖို့လိုပါတယ်ကောင်းမွန်တဲ့အတိုက်အဝန်းကသာကောင်းမွန်တဲ့အထောက်ပံ့တွေကိုပေးနိုင်မှာဖြစ်ပါတယ်ကိုကောင်းရင်ကောင်းမရွေ့ဘူးမိမိကိုယ်တိုင်ကိုးကွယ်ရာဆိုတဲ့စကားတွေဟာအတိုင်းအတာတစ်ခုထိတော့မှန်ကောင်းမှန်ပါလိမ့်မယ်ဒါပေမဲ့လူတစ်ယောက်ကဘယ်လောက်ပဲကောင်းနေပတ်ဝန်းကျင်ကိုတော့လစ်လျူရှုထားလို့မရပါဘူးမိမိအိမ်ကိုဧည့်သည်ကောင်းတယောက်ရောက်လာချိန်မှာဘေးအိမ်မိသားစုကမကြာဝတ်မနာတာစကလုံးတွေနဲ့တုံးပြီးအပြန်အလှန်ဆဲဆူနေကြမယ်ဆိုရင်မိမိပယောကမပါပဲနဲ့နေရင်ထိုင်ရင်တိတ်ခါကြာရတတ်ပါတယ်ဒါပတ်ဝန်းကျင်ဆိုင်ရာထင်ရှားတဲ့ပြရုပ်တစ်ခုပါလူဟာပတ်ဝန်းကျင်ရဲ့လွမ်းမှုမှုကိုလွန်ဆန်ဖို့ခက်ခဲတတ်ပါတယ်အသွင်ပြင်ကိုပဲကြည့်အနှစ်သာရကိုပဲကြည့်မိမိကိုယ်တိုင်တန့်ရှင်းမှပတ်ဝန်းကျင်ကတန့်ရှင်းမှာပါပတ်ဝန်းကျင်တန့်ရှင်းမှလည်းမိမိကိုယ်တိုင်တန့်ရှင်းမှာပါအဲ့ဒီရက်ကွက်ကတိတ်တန့်တာပဲဆိုတဲ့စကားကြားဘူးကြပါလိမ့်မယ်တန်တဲ့ရက်ကွက်နဲ့
မတန်တဲ့ရက်ကွက်ဟာဂုံတိတ်ကချင်းတိတ်ကိုကွာခြားပါတယ်အောင်မြင်ခြင်းတဲ့လူတစ်ယောက်ဟာလူဒန်းစားခွဲခြားပြီးပေါင်းတင်တက်ဖို့လိုပါလိမ့်မယ်အမတ်တမက်ဆိုရင်လူဒန်းစားခွဲခြားတယ်ဆိုတဲ့စကားကရင့်တီးနေတယ်လို့ပါပဲဒီနေရာမှာတုံးတဲ့လူဒန်းစားခွဲခြားတယ်ဆိုတဲ့စကားမိမိစံသားနဲ့ထပ်တူမကြတူတွေပေါ့ပြစ်ပြစ်ခါခါချိုးချိုးနေနေဖဲခွာရှောင်ကျင်တာကိုဆိုလိုတာမဟုတ်ပါဘူးလူမှုဆက်ဆံရေးကျွမ်းကျင်သူတွေဟာလူတိုင်းနဲ့အစဉ်ပြေတင်မြတ်အောင်ပေါင်းတင်ဆက်ဆံနိုင်ကြပါတယ်အစဉ်ပြေတင်မြတ်အောင်ပေါင်းတင်ဆက်ဆံတဲ့အခါမှာချစ်တူကောင်းတူအကျိုးရှိစေသူတွေတင်မကပဲမုန်းတူစိုးတူအကျိုးမဲ့စေသူတွေလည်းပါဝင်နိုင်ပါတယ်တကယ်တော့အစဉ်ပြေတင်မြတ်အောင်ပေါင်းတင်ဆက်ဆံတာနဲ့လေးလေးနက်နက်ပေါင်းတင်ဆက်ဆံတာဟာကွဲပြားပါတယ်အစဉ်ပြေတင်မြတ်အောင်ပေါင်းတင်ဆက်ဆံတာကအပေါ်ယံသဘောဆန်ပါတယ်လေးလေးနက်နက်ပေါင်းတင်ဆက်ဆံတာကအနှစ်သာရသဘောဆန်ပါတယ်အဲ့ဒီအတွက်မိမိနဲ့ပေါင်းတင်ဆက်ဆံမဲ့သူဟာချစ်တူကောင်းတူအကျိုးရှိစေသူလားဓမ္မမဟုတ်မုန်းတူစိုးတူအကျိုးမဲ့စေသူလားဆိုတာတည်တည်ချာချာစမ်းစစ်ခွဲခြားနိုင်ရပါမယ်စမ်းစစ်ခွဲခြားပြီးနောက်တချို့လူတွေကိုတဘဝစာရည်ရွယ်ပြီးနှစ်ကပေါင်းတင်ရပါမယ်တချို့လူတွေကိုတော့မိဝမပြည့်ရုံတော့ပဲအပေါ်ယံသာဆက်ဆံရပါမယ်အဲ့ဒီလိုအဖို့အဖိမှန်မှန်နဲ့ခံယူကြင်ကြံဆက်ဆံတတ်တာကိုပဲနီးမှန်လက်မှန်လူဒန်းစားခွဲခြားဆက်ဆံမှုလို့ဆိုရမှာဖြစ်ပါတယ်အိမ်ကောင်းစောက်ချင်တယ်ဆိုရင်တော့တစ်ကောင်းရဖို့မဖြစ်မနေရွေးချယ်ရပါလိမ့်မယ်အတန်များတချို့ကလူတွေရဲ့အကဲခတ်နိုင်စွမ်းကိုရှော့တွက်တတ်ကြပါတယ်လူတွေကိုအကဲခတ်ခွင့်ပေးဖို့ပြက်ကွက်တတ်ကြပါတယ်တရားရောက်နဲ့စားတွေ့ပြီဆိုတာနဲ့မိမိဘလောက်တော်ကြောင်းတက်ကြောင်းရိုးသားကြောင်းကြိုးစားကြောင်းကူညီကြောင်းပေးဆက်ကြောင်းမစားရဝခမန်းပြောဆိုတတ်ကြပါတယ်အဲဒီလိုပြောတတ်သူတွေဟာပြောတော့လက်တွေ့မကျသူတွေလည်းဖြစ်နိုင်ပါတယ်ပြောထက်ပိုပြီးလက်တွေ့ကျသူတွေလည်းဖြစ်နိုင်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်မမေးဘဲနဲ့ဖြေတဲ့သူတွေနဲ့ကိုအမွန်းတင်လုံးတဲ့သူတွေကိုလူတွေကစိတ်ပြတ်တတ်ကြပါတယ်တကယ်တော့ပုံမှန်ဉာဏ်ရည်ရှိတဲ့အရွယ်ရောက်ပြီးသူတိုင်းဟာလူကဲခက်နိုင်စွမ်းရည်မြင့်ကြသူတွေချီပါပဲလူတယောက်ကိုစတွေ့ပြီဆိုတာနဲ့အဲ့ဒီလူဟာလူကောင်းလားလူဆိုးလားလူတော်လားလူညံ့လားစသဖြင့်အကြမ်းဖြင့်ခန့်မှန်းနိုင်ကြပါတယ်မိမိခန့်မှန်းနိုင်ကြောင်းကိုထုတ်ဖော်ဖွင့်ဟတတ်သူနဲ့သူတိတ်မြူချတတ်သူပဲကွာပါလိမ့်မယ်အမှန်တကယ်ဆက်ဆံကြပြီဆိုရင်လေတယောက်နဲ့တယောက်ယုံကြည်လက်ခံညင်းဆိုတားဆီးဖို့အတွက်အချိန်ကာလတစ်ခုစောင့်ကြည့်တတ်ကြပါတယ်အပျော်အငွေ့ထက်ရုပ်တိအတွေ့ကိုပို့ပြီးတန်ဖိုးထားတတ်ကြပါတယ်အဲ့ဒါကလူတဘဝတစ်ခုပါအဲ့ဒါကြောင့်မိမိရဲ့ကောင်းကြောင်းဆိုးကြောင်းတွေကိုဘယ်သူမှအထူးတလဲထုတ်ဖော်ပြောပြမနေပါနဲ့အများအထင်ကြီးစေဖို့ရည်ရွယ်တဲ့ကိုရည်သွေးစကားမျိုးဘယ်တော့မှမပြောမိပါစေနဲ့ပြောတလောက်ဖြစ်မလာတဲ့အခါရှက်ကွဲတတ်ပါတယ်ထင်သေးခံရတတ်ပါတယ်အကြောင်းရှိရင်အကျိုးရှိလာပါတယ်လူတဲ့လူချင်းဆောင်ပါတယ်မိမိရဲ့ကောင်းကြောင်းဆိုးကြောင်းတွေကိုသူတို့ဘာသာပဲစုံစမ်းသိရှိကြပါစေအကောင်းကိုပဲဖော်ဖော်အဆိုးကိုပဲဖုံဖုံအချိန်တန်လာရင်တရုတ်မှန်ကပဲပြင်းပေါ်ထွက်လာတတ်စမြဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာမိမိရဲ့တန်ဖိုးအစစ်အမှန်ကိုသူတို့ဘာသာပဲအတိပြုဆုံးဖြတ်ကြပါစေမိမိပြောလိုက်လို့လက်ခံလိုက်ရတာထက်သူတို့ကိုယ်တိုင်လက်တွေ့သိရှိလက်ခံလိုက်တာကပိုပြီးတန်ဖိုးရှိစမြဲဖြစ်ပါတယ်ရုပ်စွာအစုံမိမိမှာလှုပ်ရကောင်းတွေရှိနေပါလျက်နဲ့အစိုးတဲ့တွေတဲဆောင်ဖြတ်ဝေခံနေရတယ်ဆိုရင်လေအဲ့ဒီအခြေအနေစုကအခိုက်အတန့်ပဲဖြစ်ပါလိမ့်မယ်ချိန်တန်လာရင်အမှန်တရားကပဲခေါင်းမော့ရင်ကော့လာပါလိမ့်မယ်လူဟာတီးလျက်နဲ့မမြင်ရင်သူတိတ်လွန်းရာရောက်ပါတယ်မတီးဘဲနဲ့မြင်ရင်ကြွားဝါလွန်းရာရောက်ပါတယ်သူတိတ်လွန်းတာပဲဖြစ်ဖြစ်ကြွားဝါလွန်းတာပဲဖြစ်ဖြစ်တန်ဖိုးရော့တာချင်းကတော့အတူပါပဲစူးမကြောက်ပါနဲ့ယောဂအကြီးနဲ့ယောဂအသေးပဲကွာပါလိမ့်မယ်လူတိုင်းမှာတော့အလွယ်ကြိုက်ယောဂရှိနေတတ်ပါတယ်အလုပ်တစ်ခုလုပ်မယ်ပန်းတိုင်တစ်ခုကိုတွားမယ်အလွယ်တာနဲ့ခက်တာဘာကိုရွေးမလဲဆိုရင်လွယ်တာကိုပဲရွေးကြပါလိမ့်မယ်ဒါကလည်းအရှိတရားပါတဘာဝလည်းကြပါတယ်ဖြစ်လဲဖြစ်တင်ပါတယ်ရလန့်ချင်းတူနေမယ်ဆိုရင်ဘယ်သူမှဆိုအလွယ်လန်းကိုပဲလက်ချင်ကြမှာပါဒါပေမဲ့တစ်ဖက်ကပြန်တွေးကြည့်မယ်ဆိုရင်လွယ်နဲ့ရတဲ့အရာကရပြီးတဲ့အခါမှာထိမ့်သိမ့်ရခက်ခဲတတ်ပါတယ်တချို့အရာတွေဆိုရင်အလွယ်ရပြီးတဲ့နောက်မှာပြဿနာတွေကပါထက်ချက်မကွာလိုက်လာတတ်ပါသေးတယ်
စီကန်းဆိုတာလိုက်နာစောင့်ထိုင်ရမယ်ကျင့်ဝတ်ပါကျင့်ဝတ်ဆိုတာလိုက်နာစောင့်ထိုင်အပ်တဲ့ဝတ္တရားပါဝတ္တရားဆိုတာဆောင်ရွက်အပ်တဲ့အမှုကိစ္စပါတကယ်တော့စီကန်းဆိုတာလိုက်နာကျင့်ကြံဖို့ခက်ခဲလောက်တဲ့အထိကြီးကျယ်ခမ်းနားနေတဲ့အရာမဟုတ်ပါဘူးလူမှုဝန်းကျင်မှာလူပီပီတတ်တတ်နဲ့နေထိုင်တတ်အောင်ကန့်သတ်ထိန်းချုပ်ပေးထားတဲ့ဘောင်တစ်ခုသာဖြစ်ပါတယ်လိုက်နာပါများလို့အသားကျသွားတဲ့အခါတာမန်ထမင်းစားရည်တောက်ကိစ္စတွေလို့ပေါ်ပေါ်ပါရှိနေမှာဖြစ်ပါတယ်ဖြူစင်တက်ရှင်းပြီးတန်ဖိုးမြင့်တဲ့ပန်းတိုင်ဆိုတာအလွယ်တကူမရနိုင်ပါဘူးခက်ခဲကြိုးစားရပါတယ်ပင်ပန်းအားထုတ်ရနိုင်ပါတယ်အထူးသဖြင့်ပန်းတိုင်စီကိုတွားရလမ်းတစ်လျှောက်မှာတေချတဲ့စီကန်းတွေနဲ့ထိန်းချုပ်ထားဖို့လိုပါတယ်အချို့စီကန်းတွေကလိုက်နာဖို့လွယ်ကူပါတယ်အချို့စီကန်းတွေကလိုက်နာဖို့ခက်ခဲပါတယ်လွယ်ကူတွေဖြစ်စေခက်ခဲတွေဖြစ်စေစီကန်းဆိုတာကြောက်ရမယ့်အရာမဟုတ်ပါဘူးချစ်ရမယ့်အရာပါနောက်တွန်းရမယ့်ပြဿနာမဟုတ်ပါဘူးရှေ့တူရမယ့်ခွန်အားပါတားဆီးရမယ့်အရာမဟုတ်ပါဘူးဖိတ်ခေါ်ရမယ့်အရာပါအကျိုးမဲ့စေတဲ့အရာမဟုတ်ပါဘူးအကျိုးရှိစေတဲ့အရာပါမိမိအတွက်အများအတွက်အမှန်တကယ်အကျိုးရှိစေမယ်ဆိုရင်ဘယ်တော့ပဲခက်ခဲကြမ်းတမ်းတဲ့စီကန်းတွေဖြစ်ပါစေမကြောက်ရွံ့ပါနဲ့မတုတ်ဆွန့်ပါနဲ့မတွေးပြပါနဲ့မရှောင်လွဲပါနဲ့လိုက်နာဖို့ဝန်မလေးပါနဲ့လူတစ်ယောက်ကစီကန်းကိုကြောက်ပြီးအလွယ်လန်းကိုလိုက်လွန်တဲ့အခါကိုရီကိုတွေးကြဆင်းသွားတတ်ပါတယ်လူပေါ့လူသွမ်းဖြစ်သားတတ်ပါတယ်ပန်းတိုင်နဲ့ဝေးကွာတတ်ပါတယ်အောင်မြင်သူတွေနဲ့နောက်ကိုရောက်သွားတတ်ပါတယ်စီကန်းနဲ့အလန်းကွာရင်ဗရန်ပတာဖြစ်သွားတတ်ပါတယ်လောကလန်းဆိုတာစီကန်းနဲ့ရှင်းမလင်းနိုင်ပါတယ်ပန်းကောင်းခူးချင်ရင်စူးကိုမကြောက်ပါနဲ့ရတုံးယူပါအောင်မြင်ခြင်းတို့လူတိုင်းကကြိုးစားကြတာကြီးပါပဲဒါပေမဲ့လူဟာဘယ်လောက်ပဲကြိုးစားတခါတည်းမှာကြိုးစားတဲ့လောက်ခရီးမရောက်တာတွေရှိတတ်ပါတယ်ကြိုးစားတယ်မအောင်မြင်ဘူးမအောင်မြင်ပေမဲ့ဇွဲမလျှော့ဘူးဆက်ကြိုးစားတယ်တိုးတက်မလာဘူးကြောက်ရှုံးမှုတွေနဲ့ဆက်တိုက်ရင်ဆိုင်ရတယ်လှုပ်လေမြုပ်လေဖြစ်သွားတယ်လမ်းလျှောက်ရင်လမ်းပြောက်သွားတယ်ဒီအချိန်မှာလူကတက်ကြွလန်းဆန်းမရှိတော့ဘူးအကြီးကျယ်စိတ်သက်ပြတ်သွားပြီးလက်မိုင်ချသွားပြီးဘာမှမလုပ်ချင်တော့ဘူးလောကကြီးကိုအရှုံးပေးခြင်းစိတ်ပေါက်လာတယ်လူရဲ့ခံနိုင်ရည်စွမ်းဆိုတာအတိုင်းတာရှိပါတယ်စိတ်သက်ကြားလောက်တဲ့ပြဿနာတွေနဲ့ကြုံတွေ့ရတဲ့အခါစိတ်သက်ကြမိမှာပါပဲနောက်ဆုံးလောက်တဲ့အခက်အခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါနောက်ဆုံးမိမှာပါပဲဒါကပြဿနာမဟုတ်ပါဘူးဖြစ်တတ်တဲ့သဘောတဘာဝပါအဲ့ဒီလိုထင်တိုင်းမပေါက်တဲ့အခြေအနေကိုရောက်လာပြီဆိုရင်မိမိကိုမိမိလည်းအပြစ်မတင်ပါနဲ့လောကကြီးကိုလည်းအပြစ်မတင်ပါနဲ့ဆုံးရှုံးရလေခြင်းနစ်နာရလေခြင်းဆိုပြီးအာမလို့အာမရမချစ်တင်ကခံစားမှုတွေကိုတတ်နိုင်သမျှရှော့ချပစ်လိုက်ပါတင်းနေဆက်နေတဲ့စိတ်တွေရှော့ညှော့ကျသွားပြီဆိုရင်လက်ရှိခေါင်းစဉ်အောက်ကနေခဏတာရုံထွက်ခြင်းရုံထွက်ပစ်လိုက်ပါလက်ရှိခေါင်းစဉ်အောက်ကလှုပ်ဆောင်မှုတွေကိုခဏတာရပ်တန့်ခြင်းရပ်တန့်ပစ်လိုက်ပါဒါပေမဲ့လေ့လာမှုတင်ယူမှုကြိုးစားမှုတွေကိုတော့ရပ်တန့်မပစ်လိုက်ပါနဲ့ခေါင်းစဉ်အတစ်တစ်ခုရဲ့အောက်ကိုတွားပြီးတတ်နိုင်သမျှလေ့လာပါတင်ယူပါကြိုးစားပါဥပမာငွေရှာဖို့ကြိုးစားတယ်အခက်အခဲမျိုးစုံနဲ့တွေ့ရတယ်ထင်တိုင်းမပေါက်ဘူးဒါဆိုရင်လက်မိုင်ချပြီးဘာမှမလုပ်ပဲမနေပါနဲ့အချိန်ကိုအလဟတအဖြစ်မခံပါနဲ့ငွေမရရင်ကုသိုလ်ရအောင်ယူပါဥပမာငှက်ကလေးတွေကိုအစာကျွေးတာမျိုးပေါ့ကုသိုလ်မရရင်ဘဟုတုတရအောင်ယူပါဥပမာစာဖတ်နေတာမျိုးပေါ့ဘဟုတုတမရရင်အတွေ့အကြုံအသက်ပညာရအောင်ယူပါအသက်မွေးဝမ်းကြောင်းပညာတစ်ခုခုကိုသင်ယူနေတာမျိုးပေါ့လောကကြီးကလေးပင်ခက်ခဲတဲ့အရာတစ်ခုရဖို့မလွယ်သေးဘူးဆိုရင်ပေါ်ပါလွယ်ကူတဲ့အရာတစ်ခုကိုတမန်အာဇီဝနည်းနဲ့မရအောင်ယူထားပါအဲ့ဒီလိုယူထားတဲ့မြတ်အရာတွေဟာတစ်ချိန်မှာကိုဘဝအတွက်ကြီးမားတဲ့ဝမ်းစာတွေဖြစ်လာပါလိမ့်မယ်ကြရှုံးမှုလောကရန်ကိုတဖန်ပြန်ပြီးရင်ဆိုင်အန်တုနိုင်တဲ့ခွန်အားကြီးတွေဖြစ်လာပါလိမ့်မယ်အချိန်တိုင်းမှာလောကကြီးစီကနေတခုမဟုတ်တခုဆင်ဆက်မပြတ်ရယူနေသူကိုပဲလောကကြီးကမျက်နှာပေးတတ်ပါတယ်အတိအမှတ်ပြုတတ်ပါတယ်နေရာပေးတတ်ပါတယ်အခက်ခဲတွေကိုအကြောင်းပြပြီးတွေ့ဝေငေးမောလက်မိုင်ချနေသူကိုလောကကြီးကဘယ်တော့မှလက်မကြည့်ငဲ့မကြည့်တတ်ပါဘူးအဲဒါကြောင့်ဘယ်လိုအခက်ခဲမျိုးကိုပဲတွေ့တွေးမနေပါနဲ့ငေးမနေပါနဲ့ကြောင်မနေပါနဲ့ရောင်မနေပါနဲ့စိတ်သက်မကြနေပါနဲ့တွေးဖို့ငေးဖို့ကြောင်ဖို့ရောင်ဖို့စိတ်သက်ကြဖို့လုံးဝအချိန်မပေးလိုက်ပါနဲ့စင်ဆက်မပြတ်လေ့လာပါတင်ယူပါကြိုးစားပါတန်တုံးယုံပါညံတုံးပြေးပါရတုံးယူပါ
ခလုတ်တိုက်မိုံလောက်နဲ့ဘယ်တော့မှလမ်းလျှောက်မပြတ်ပါစေနဲ့ဗန်တိုက်ဖွင့်ပါစာဖတ်တဲ့သူဟာဘုဒ္ဓတများပါတယ်တည်ငြိမ်ရင့်ကျက်ပါတယ်အမှန်အမှားခွဲခြားနိုင်ပါတယ်စာနာနားလည်မှုအားကောင်းပါတယ်အသွေးအခေါ်ကြီးမားပါတယ်ဝေဖန်ပိုင်းခြားနိုင်စွမ်းမြင့်ပါတယ်ဖြတ်ချက်သွေးခေါ်နိုင်စွမ်းကျယ်ပါတယ်စာဖတ်တဲ့အကျိုးကျေးဇူးတွေကိုပြောရမယ်ဆိုရင်မစုံနိုင်ပါဘူးတေချာဆုံးကတော့စာဖတ်တဲ့မောင်ပါဟာစာမဖတ်တဲ့မောင်ပါထက်ခေါင်းတစ်လုံးတာနေမှာအမှန်ပါပဲဒါပေမဲ့လူအများစုဟာအိတ်တဲ့အိမ်စောက်တဲ့ချိန်မှာအိတ်ခမ်းဓမင်းစားခမ်းမိဖို့ခမ်းရေချိုးခမ်းစားတာတွေကိုဘယ်လိုပုံစံဖန်တီးအလားဆင်မယ်ဆိုတာကိုပဲအသေးစိတ်စဉ်းစားတတ်ကြပါတယ်စာအုပ်စင်စာကြည့်ခံထားဖို့အလားဆင်ဖို့စဉ်းစားတဲ့သူကတော့ရာခိုင်နှုန်းအတော်နည်းပါလိမ့်မယ်လို့ထင်ပါတယ်လူတရားမှာတယောက်စာမဖတ်ပါဘူးအိမ်တဲ့အိမ်မှာအိမ်စာအုပ်စင်မရှိပါဘူးစာအုပ်စာပေချစ်မြတ်နိုးသူတယောက်ရဲ့အိမ်မှာစာအုပ်စင်ကြီးတစ်စင်ရှိနေတယ်ဆိုရင်လည်းစာအုပ်ရောင်းတဲ့အိမ်လိုပဲထင်တတ်ကြပါတယ်ဖတ်ဖို့ဝယ်ထားတဲ့စာအုပ်တွေဖြစ်ကြောင်းရှင်းပြတဲ့အခါမှာအံ့ဩတကြီးမျက်လုံးတွေနဲ့ပြန်ကြည့်တတ်ကြပါတယ်အဲ့ဒီဖြစ်စဉ်ဟာမျိုးဆက်အတော်များများကိုဖြတ်တန်းခဲ့ပြီးပြီလို့တော့ဆိုရမယ်ထင်ပါတယ်ဒီလိုနဲ့ပဲစာအုပ်စင်ရင်ကျေးမှုတစ်ခုငုံရှိုးမှန်းမသိငုံရှိုးလာပါတယ်အချားမြင်ဘူးတုတတွေနေပါမှန်းမသိနေပါလာပါတယ်နှလုံးသားခံစားမှုတွေမာကျောမှန်းမသိမာကျောလာပါတယ်အဲဒီလိုအစင်အလာကောင်းတစ်ခုငုံရှိုးနေတာကိုဘယ်သူကစပြီးဖော်ထုတ်အကောင့်ထဲပေါ်မလဲလွယ်ပါတယ်အဝေးကြီးစဉ်းစားမနေပါနဲ့မိမိကိုယ်တိုင်ပဲစပြီးအကောင့်ထဲပေါ်လိုက်ပါစာဖတ်တဲ့အလေးအကျင့်ကိုမွေးမြူပါစာကိုစာအုပ်နဲ့ဖတ်ပါဤဘုတ်နဲ့ဖတ်ပါဖတ်လို့ရသမျှနီလန်းတွေနဲ့ဖတ်ပါအိမ်အတွက်တခြားအတုံးအဆောင်တစ်ခုခုဝယ်နေချိန်မှာစာအုပ်တအုပ်ထဲဝယ်ဖို့လည်းမမေ့ပါနဲ့အထုပ်ပတိစာပေပညာရဲ့ဆိုင်ရာစာပေတက်ကျန်းစာပေဘဝရတစာပေဟာတစာပေဘာသာရေးစာပေအစရှိသဖြင့်အမျိုးအမည်စုံအောင်ဝယ်ယူစုဆောင်းဖတ်ရှုပါစာအုပ်စင်ကြီးမားမလုပ်နိုင်သေးရင်တနိုင်တစ်ပိုင်းစာအုပ်စင်ကလေးတွေလုပ်ပါအိမ်ရဲ့အလားစင်ကဏ္ဍမှာစာအုပ်စင်တစ်စင်ရှိတဲ့ကြောင်းစာအုပ်တွေကိုဝယ်ယူစုဆောင်းဖတ်ရှုတဲ့ကြောင်းမိမိရဲ့မျိုးဆက်တွေကိုတိုက်တွန်းပေးပါစာဖတ်တဲ့အလေးအထဆွေးမြဲသွားတဲ့အထိဆွဲခေါ်ပေးပါအိမ်ရဲ့အလားပတရားဟာစာအုပ်စင်ရှိမှပြည့်စုံကြောင်းသဘောပေါက်နားလည်တဲ့အထိစီယုံပေးပါဒါဆိုရင်မိမိကစပြီးတီထောင်လိုက်တဲ့စာအုပ်စင်ရင်ကျေးမှုကိုမိမိမျိုးဆက်ကပါတန်ဖိုးထားပါလိမ့်မယ်အလေးအကျင့်ကောင်းတစ်ခုအဖြစ်လက်ဆင့်ကမ်းတည်ဆောင်သွားပါလိမ့်မယ်မျိုးဆက်အမွေတစ်ခုအဖြစ်ဆက်ထိန်သွားပါလိမ့်မယ်စာအုပ်စင်ဆိုတာတန်ဖိုးဖြတ်လို့မရတဲ့အတိညာဗန်တိုက်တစ်ခုပါတင်မှာအတိညာဗန်တိုက်ရှိနေပြီလားမရှိသေးရင်အခုပဲစာဖွင့်လိုက်ကြရအောင်တောင်ဖို့မပြူစေနဲ့ဈေးဝယ်စင်တာတစ်ခုကိုသွားပါငွေယူချင်တဲ့လောက်ယူသွားပါဝယ်ယူချင်တာဝယ်ပါပြီးရင်ဝယ်ထားတဲ့ပစ္စည်းတွေကိုတည်ပြီးအိမ်ပြန်လာလိုက်ပါဝယ်ချင်တာဝယ်လိုက်ရတဲ့အတွက်အိမ်ပြန်ရောက်ချိန်မှာအပြည့်အဝဂျင်းနဲ့သွားလိမ့်မယ်လို့ထင်ပါသလားမထင်ပါနဲ့မဂျင်းနဲ့သေးပါဘူးတခုခုကိုထပ်ဝယ်ချင်သေးတဲ့စိတ်ဖြစ်လာအောင်မှအသေးချပါပဲလူစိတ်ကလွတ်ထားလေအတော့မတက်လေပါပဲရလေလူလေပါပဲငွေကိုတုံးတဲ့အခါမှာလည်းအဲ့ဒီအတိုင်းပဲငွေဟာရှာဖို့တာခက်တာပါတုံးဖို့အတွက်ကတော့ခေါင်းစဉ်မျိုးစုံကအသင့်အဆောင်နေတတ်ပါတယ်စိတ်လွတ်လက်လွတ်တုံးချင်ရာတုံးလို့ကတော့လိုက်လို့ကိုမမီနိုင်ပါဘူးရှာလို့ကိုမလောက်နိုင်ပါဘူးအဲ့ဒါကြောင့်ငွေကိုစနစ်တကျကင်သွဲပါစီးနဲ့ကန်းနဲ့တုံးဆွဲပါကို့ထွာနဲ့ကိုတီးပါကို့ဘဝကိုနားလဲပါကိုနဲ့တန်တလောက်ပဲတုံးဆွဲပါဝင်ငွေနဲ့ထွက်ငွေမျှတပါစေအမှန်တကယ်လို့အမှသာတုံးပါအထူးတစ်ဖြစ်ငွေပုံငွေရှမ်းမရှိသေးပဲကြွားဝါဖို့အတွက်ဘယ်တော့မှမတုံးမိပါစေနဲ့မတုံးတက်တာတွေကိုတုံးမိရင်တုံးတက်တာတွေအတွက်မတုံးနိုင်တော့ပါဘူးမရှာနိုင်ရင်ရှော့တုံးပါရှော့မတုံးနိုင်ရင်ရအောင်ရှာပါငွေကိုချစ်မှငွေကပြန်ချစ်ပါတယ်ငွေကိုမချစ်ရင်ငွေကပြစ်သွားတတ်ပါတယ်ငွေပြစ်သွားတဲ့တနေ့ငွေနောက်ကိုလိုက်ဖို့သိခက်ပါတယ်ငွေကပေးတဲ့ဒုက္ခတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်ရှိချိန်မှာလွယ်မိရင်မရှိချိန်မှာခက်တတ်ပါတယ်10 100 1000 1000ကအစစုလို့ရသမျှစုပါစုပါများလာရင်တောင်ဖို့ဖြစ်ပါတယ်ဟုတ်ကဲ့ဖက်ပါများလာရင်လည်းတောင်ဖို့ပြူပါတယ်စီစင်ခွင့်လူဟာတချို့အရာတွေကိုစုပ်ကင်ထားတတ်ပါတယ်စုပ်ကင်ထားပြီးသားအရာတွေကိုဆွလွန်ဖို့ဝန်လေးတတ်ပါတယ်ဆွဲလန်းမှုယောဂါလို့ဆိုရမယ်ထင်ပါရဲ့
တချို့အရာတွေကတစ်လွင်ချိန်မှာအမှန်တကယ်အကျိုးရှိအသုံးဝင်ပါတယ်ဒါပေမဲ့ကာလတစ်ခုဖြတ်တန်းပြီးတဲ့အခါအသုံးဝင်မှုနည်းသွားတတ်ပါတယ်တချို့အရာတွေကတစ်လွင်ချိန်မှာသိပြီးအကျိုးမရှိအသုံးမဝင်ပါဘူးဒါပေမဲ့ကာလအကြာလေးတန်ဖိုးမြင့်အသုံးဝင်လာလေးပါပဲတချို့ကအစ်စ်ကိုစုပ်ကန်ပြီးအဟောင်းကိုပစ်ပယ်ပါတယ်တချို့ကအဟောင်းကိုစုပ်ကန်ပြီးအစ်စ်ကိုပစ်ပါတယ်လူဟာအဟောင်းနဲ့အစ်စ်ကြိုက်ရာကိုရွေးချယ်ခွင့်ရှိပါတယ်ဒါပေမဲ့ဘယ်အရာကိုမှအလွန်အကျွံစုပ်ကန်မထားသင့်ပါဘူးတခုခုကိုလေနံဓာတ်တစ်စုပ်ကန်မိတဲ့အခါအတကိုဘူပြုတ်တတ်ပါတယ်မိမိကိုမိမိအထင်ကြီးတတ်ပါတယ်သူတစ်ပါးရဲ့ဖြစ်တည်မှုကိုအထင်သေးလစ်လျူရှုညှင်းဆန်တတ်ပါတယ်ကိုယ်ပေါင်နဲ့ကိုပိတ်မိပြီးဖြန့်ကျက်တွေးခေါ်နိုင်စွမ်းနေသွားတတ်ပါတယ်လူနှစ်ယောက်ရှိတယ်ဆိုပါစို့တယောက်က hip hop punk rock folk စတဲ့ခေတ်သစ်ဂီတတွေကိုကြိုက်တယ်ကြံတယောက်ကကျိုးဘွက်တချင်းကြီးတချင်းခံစတဲ့ခေတ်ဟောင်းဂီတတွေကိုကြိုက်တယ်အဲ့ဒီအထိကပြဿနာမဟုတ်သေးပါဘူးလူတယောက်နဲ့တယောက်အကြိုက်ချင်းမှမတူနိုင်တာခေတ်သစ်သမားနဲ့ခေတ်ဟောင်းသမားအပြန်အလှန်အပုတ်ချမယ်အပနာပပြောမယ်ဝေဖန်တိုက်ခိုက်မယ်ခြေထိုးလဲချမယ်ဒါဆိုရင်တော့ပြဿနာရှိသွားပါပြီအဲ့ဒီလိုဖြစ်တာသူတစ်ပါးရဲ့ဖြစ်တည်မှုကိုလေးစားမှုမရှိလို့ပါမိမိအကြိုက်ကိုအလွန်ကျွံစုပ်ကင်ထားမိလို့ပါအဲ့ဒါဆိုရင်တော့ဘာကူမှကြိုက်တာမဟုတ်ပဲကိုယ်အတ္တကိုချစ်တာဖြစ်သွားပါပြီအစ်စ်ဆိုတာအဟောင်းရဲ့ရှိပြေးပါအဟောင်းဆိုတာအစ်စ်ရဲ့ကိုပွားပါအစ်စ်မှာကောအဟောင်းမှာပါတန်ဖိုးကိုစီရှိပါတယ်အရာရာတိုင်းမှာမူလတန်ဖိုးရှိပါတယ်အဲ့ဒီမူလတန်ဖိုးကိုအပြန်အလှန်လေးစားပါအမြင်ကိုချက်ပါအတွေးကိုစမ်းပါရှေ့ကိုလည်းရှောက်ပါအနောက်ကိုလည်းပြန်လှည့်ကြည့်ပါမျက်စိဖွင့်နားဆွင့်ထားပါမျက်ချီမပြတ်ပါနဲ့ရက်မနေပါနဲ့ခစ်ကိုအမိလိုက်ပါအရွေ့ကိုလက်ခံပါစင်ဆက်မပြတ်လေ့လာပါအစွဲအလန့်မကြီးလွန်ပါနဲ့လူတိုင်းမှာညင်းပယ်ခွင့်လက်ခံခွင့်ကိုစီရှိပါတယ်လူကြီးလူကောင်းတွေဟာညင်းပယ်ခြင်းညင်းပယ်ပါလိမ့်မယ်လက်ခံခြင်းလက်ခံပါလိမ့်မယ်ဒါပေမဲ့သူတစ်ပါးရဲ့ဖြစ်တည်မှုကိုဘယ်တော့မှမလောင်ပြောင်မစော်ကားပါဘူးမနှိမ့်ချမတိုက်ခိုက်ပါဘူးလောကမှာစမ်းချောင်းကိုစမ်းချောင်းတစ်ဟုတ်မဟုတ်ကအရေးမကြီးဘူးရေးကြီးရေးသက်စီစဉ်မှုရှိမရှိကပဲအရေးကြီးပါတယ်စမ်းချောင်းအိုကောစမ်းချောင်းတစ်မှာပါရေးကြီးရေးသက်စီစဉ်ခွင့်ရှိပါတယ်ရေးကြီးရေးသက်စီစဉ်မှုကိုကန့်လန့်တိုက်တားမြစ်မယ်ဆိုရင်တော့မိမိကိုအမိုက်ဘဝရောက်သွားပါလိမ့်မယ်လူပင်လေလူဟာအကြမ်းမြင်ဘူးတူတာနဲ့ပတ်သက်လာရင်ပြည့်စုံလုံလောက်တယ်ဆိုတာမရှိနိုင်ပါဘူးတေးသေးချာချာလေ့လာလေးမတိတာတွေအများကြီးရှိသေးကြောင်းသိလာလေးပါပဲတချို့ကစာအုပ်စာပေအတော်များများကိုဖတ်တယ်ဘာသာရဲ့တချို့ကိုလေ့လာတယ်အချက်အလက်တွေကိုစုဆောင်းတယ်အလွတ်ရတဲ့အထိချက်မှတ်ထားတယ်လူထုလာပြီးဆိုတာနဲ့ဖတ်ထားမှတ်ထားတဲ့မြတ်ကိုအာပေါအာရင်တန်တန်နဲ့ပြောတယ်တဘောထားမတိုက်ဆိုင်တဲ့သူနဲ့တွေ့ရင်အရှုံးမပေးတဲ့ညင်းခုန်တယ်အတိအမြင်ဘူးတုတပြည့်စုံသူတွေမှာမိမဖြေပါတယ်ကြွားဝါမှုကိုယွန်ရှာတယ်ညင်းခုန်မှုကိုတတ်နိုင်တဲ့မြတ်ရှောင်ပါတယ်မလွဲတာမရှောင်တာညင်းခုန်ရပြီဆိုရင်လည်းမေတ္တာစိတ်နဲ့ဆွေးနွေးပါတယ်မိမိကိုမိမိတန်ဖိုးထားသလိုအများကိုလည်းလေးစားတယ်လေးနဲ့ကိုင်းညွတ်မှုရှိတယ်စေတနာပြေဝပြီးမျှဝေလူစိတ်များတယ်အနိုင်အရှုံးထက်အကျိုးရှိဖို့ပဲဦးစားပေးပါတယ်အငင်းတန်သူတွေဟာမမေးပဲဖြေပါတယ်ကြွားဝါမှုကိုခုံမြင်ပါတယ်ညင်းခုန်ဖို့အသင့်ဖြစ်နေတတ်ပါတယ်ညင်းခုန်နေချိန်မှာမောဟတွေဒေါသတွေလွှမ်းမိုးနေပါတယ်ကိုအထင်ကြီးလွန်ပြီးသူတစ်ပါးကိုအထင်သေးပါတယ်ပုတ်တန်ထောင်လွားပါတယ်စေတနာနေပြီးကြွားဝါလူစိတ်များပါတယ်မိမိအနိုင်ရရေးကိုပဲဦးစားပေးပါတယ်အငင်းတန်လွန်တဲ့အခါဥပတိယုတ်ပြက်စီပါတယ်အများကိုစိတ်အနှောက်အယှက်ဖြစ်စေပါတယ်မိတ်ပြက်စေပါတယ်အငင်းတန်လွန်တဲ့သူကိုလူတွေကအထင်မကြီးပါဘူးအထင်သေးပါတယ်မချစ်ပါဘူးချင်ပါတယ်သင်ဟာမြင့်တစင်းဖြစ်နေမယ်ဆိုရင်ပင်လယ်ထဲအထိစီစဉ်ကြည့်ဖို့အကြံပြုချင်ပါတယ်ပင်လယ်ထဲအထိမစီစဉ်ဖို့တဲ့မြင့်ဟာသူတလည်းအကျယ်ဆုံးအရှိဆုံးအနက်ဆုံးလို့ထင်နေတတ်ပါတယ်ကုံရကျိုးနှက်ပါစေလူဟာအသက်ရှင်ရက်တည်နေတဲ့မြတ်ကာလပတ်လုံးအလုံးလုံးနေရမှာဖြစ်ပါတယ်အလုံးလုံးရတဲ့အခါစန္ဒနဲ့ဘဝထပ်တူကြတဲ့အလုပ်တွေရှိနိုင်တယ်လို့မလွဲတာမရှောင်တာလုပ်ရတဲ့အလုပ်တွေလည်းရှိနိုင်ပါတယ်အတုများများကတော့စန္ဒနဲ့ဘဝထပ်တူကြတဲ့အလုပ်ဆိုရင်စေတနာပါပါတက်တက်ကြွကြွလုပ်တတ်ပါတယ်မလွဲတာမရှောင်တာလုပ်ရတဲ့အလုပ်မျိုးဆိုရင်ဝိจิတန်းကြီး
လေးလေးပင်ပင်လှုပ်တက်ကြပါတယ်တခုတော့တတိထားစရာရှိပါတယ်ဘယ်လိုအလုပ်မျိုးကိုဘယ်လိုစိတ်မျိုးနဲ့လှုပ်နေချိန်မှာတော့ထိုက်တဲ့အချိန်တစ်ခုကိုမဖြစ်မနေကြော်ဖြတ်ရတာကြီးပါပဲကုမ္ပဏီဝန်ထမ်းမိတ်ဆွေတယောက်ရဲ့စိတ်နေစိတ်ဓာတ်တစ်ခုအကြောင်းကိုပြောပြချင်ပါတယ်တည်င်းကျွတ်ပြီဆိုတာနဲ့သူတို့ကုမ္ပဏီကဝန်ထမ်းတွေပတ်စံစုပြီးကုမ္ပဏီကလူကြီးတွေကိုပစ္စည်းတစ်ခုခုဝယ်ကတော့လေးရှိပါတယ်ကတော့ခံလူကြီးတွေထဲမှာကျွန်တော်မိတ်ဆွေနဲ့အပြန်အလှန်အမြင်ကြည်လင်သူတွေလည်းပါတယ်အပြန်အလှန်ကြည်မြသူတွေလည်းပါပါတယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မိတ်ဆွေကတော့ကတော့တဲ့အချိန်မှာအမြင်ကြည်လင်သူကိုကြည်မြသူကိုပါတည်တည်ကြကြရှ िख ိုးဥချပြီးကတော့ပါတယ်မင်းကလေအဲ့ဒီလူကြီးကိုကြည်မြဘူးလဲပြောသေးတယ်အခုတကယ်တမ်းကတော့လေအချိန်ကျတော့ပြကိုဝတ်နေတာပဲဆိုပြီးရင်းနှီးသူတွေကပြောပါတယ်သူကလည်းအေးဆေးဆေးပဲပြန်ပြပါတယ်ပစ္စည်းနဲ့ကတော့ပြီဆိုမှတော့စိတ်ပါလို့ပဲကတော့မလွဲတာမရှောင်တာလို့ပဲကတော့ကိုအိတ်ထဲကငွေကကုန်သွားတာပဲလေငွေကုန်သွားတာချင်းတူစိတ်ကောင်းစေတနာကောင်းလေးထည့်ပြီးကတော့လိုက်တော့နှစ်ဦးနှစ်ဖက်စလုံးအတွက်ပိုကောင်းတာပေါ့ကုံရကျိုးလဲနှက်တာပေါ့တဲ့အဲ့ဒီတဘောအတိုင်းပါပဲလူဟာအသက်ရှင်ရက်တည်နေသည်မြကာလပတ်လုံးနေ့စဉ်ဘဝတွေကိုဖြတ်တန်းနေရအောင်ပါရေပုံရအနေနဲ့တစ်နှစ်မှာ24နာရီတစ်လမှာရက်30တစ်နှစ်မှာ365ရက်လူတိုင်းဖြတ်တန်းနေကြရတာပါဖြတ်တန်းရတဲ့အတူကောင်းကျိုးတွေနဲ့ဖြတ်တန်းမလားဆိုးကျိုးတွေနဲ့ဖြတ်တန်းမလားပျော်ရွှင်မှုနဲ့ဖြတ်တန်းမလားကြွေကွဲမှုနဲ့ဖြတ်တန်းမလားတင်မြတ်မှုနဲ့ဖြတ်တန်းမလားရန်လိုမှုနဲ့ဖြတ်တန်းမလားဘယ်လိုပဲဖြတ်တန်းမှုမျိုးကကိုယ့်အတွက်အများအတွက်ပိုပြီးအကျိုးရှိနိုင်မလဲတေးချာစဉ်းစားကြည့်ဖို့လိုအပ်ပါတယ်ဘယ်သူနဲ့ပဲဆက်ဆံဘယ်အလုပ်ကိုပဲလုပ်စိတ်ကောင်းစေတနာလေးကိုတော့အပူဆောင်အဖြစ်ထည့်ပေးလိုက်စေချင်ပါတယ်ရုပ်စွာအဆုံးစေတနာစစ်ထည့်ပေးဖို့ဝန်လေးနေခဲ့ရင်တောင်မှစေတနာအရေးအယောင်လေးတစ်ခုလောက်တော့ထက်ပြအောင်ထည့်ပေးလိုက်စေချင်ပါတယ်ကောင်းမွန်တဲ့စေတနာမှာရန်သူနေစေပြီးမိတ်ဆွေတိုးစေတဲ့အစွမ်းတတိတွေရှိပါတယ်ဘောင်ကော့ပါလူတချို့မှာအကြည်တက်ဆိုတာရှိပါတယ်လူတိုင်းမှာတော့မရှိနိုင်ပါဘူးတချို့ကရုပ်ကလေးလာတယ်ဒါပေမဲ့အမြဲတစေတုံမုံနေပြီးနစ်လူဖွဲ့မရှိဘူးအကြည်တက်တွေပျောက်ဆုံးနေတယ်တချို့ကရုပ်တော့မလာဘူးဒါပေမဲ့အမြဲတစေပြုံးရွှင်နေပြီးနစ်လူဖွဲ့ရှိတယ်အကြည်တက်တွေပြေဝနေတယ်တချို့ကတော့ရုပ်လဲလာတယ်အမြဲတစေပြုံးရွှင်နေပြီးနစ်လူဖွဲ့လည်းရှိတယ်မွေးရပါအကြည်တက်တွေပါလာသလားတော့ထင်မဲ့ရပါတယ်ဘယ်လိုပဲဖြစ်ဖြစ်စိတ်ကြည်မှရုပ်ကြည်တယ်ဆိုတဲ့စကားတော့ရှိပါတယ်သင်ဟာရုပ်လာသူပဲဖြစ်ဖြစ်ရုပ်ဆိုးသူပဲဖြစ်ဖြစ်အကြည်တဲ့ရှိသူပဲဖြစ်ဖြစ်မရှိသူပဲဖြစ်ဖြစ်စိတ်ကိုကြည်လင်အောင်ထားပါကောင်းတာတွေကိုပဲတွေးပါပြောပါပြုပါပြုံးရွှင်ရွှင်နေတိုင်းမှာတွဲလဲလောက်ကင်ပါဒါဆိုရင်တော့အကြည်တက်တွေရောက်လာနိုင်ပါတယ်စိတ်ကိုရုပ်ပါကြည်လင်လာနိုင်ပါတယ်ပြုံးရွှင်ရွှင်တွဲလဲရှိနေမယ်ဆိုရင်မိမိကိုယ်တိုင်လွတ်လပ်ပေါ်ပါတယ်လို့အများအတွက်ပါကြည်နူးမှုဖြစ်စေပါတယ်တခုတော့ရှိပါတယ်ပြုံးရွှင်ရွှင်ရှိတာဟာရုပ်ပြက်စင်ပြက်ဟာတိုက်ရမောတာမဟုတ်ပါဘူးတွဲလဲရှိတာပြာရခက်လွန်းတာမဟုတ်ပါဘူးလူကြီးလူကောင်းစံကျင်ရင်ပြုံးရွှင်ရှိပါရုပ်ပြက်စင်ပြက်ဟာတိုက်ရမောမှုမပြုပါနဲ့တွဲလဲရှိပါပြာရမခတ်ပါနဲ့တချို့ဆိုရင်စကားအစာပြုချိန်ဆိုလိုရင်းမရောက်တီးခင်မှာပဲတဝါဝါတဟာဟာရေတန်ကအရင်ဆုံးထွက်လာတတ်ပါတယ်အကြောင်းမသိရင်တမင်တက်လောင်ပြောင်းနေတယ်လို့ပါတချို့ဆိုရင်ပုံမှန်တွာလာစားတောက်နေထိုင်မှုကိစ္စတွေမှာမလိုအပ်ပဲပြရာခတ်နေတတ်ပါတယ်အကြောင်းမသိရင်နောက်ကနေကြားလိုက်တယ်လို့ပါပဲခွက်ထုခွက်လက်ဟာတိုက်ရေမောလုံးတဲ့အခါပြရာခတ်လုံးတဲ့အခါအိန္ဒြေမက်စီပါတယ်လူကြီးလူကောင်းဟန်ပျောက်စေပါတယ်အကြည်တက်လွင့်စေပါတယ်အကြည်တက်ရှိပါစေစိတ်ကိုယ်ရုပ်ကိုပါအိန္ဒြေတိတ်ခအပြည့်နဲ့ပေါက်ကွတ်နိုင်ပါစေလူတိရှင်ကြားလူဟာပတ်ဝန်းကျင်နဲ့မလွဲမသွေဆက်ဆံရပါတယ်ပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့အခါအဆင်ပြေတာလည်းရှိပါတယ်မပြေတာလည်းရှိနိုင်ပါတယ်လွယ်ကူတာလည်းရှိပါတယ်ခက်ခဲတာလည်းရှိပါတယ်ကျေနပ်တာလည်းရှိပါတယ်မကျေနပ်တာလည်းရှိပါတယ်တချို့ကကျေနပ်နေချိန်မှာအေးချမ်းနေပေမဲ့မကျေနပ်တော့ဘူးဆိုတာနဲ့ပူလောင်ဖြေရှင်းပါတယ်ပြင်းပြင်းထန်ထန်ပောက်ကွဲပါတယ်တချို့ကဆိုရှယ်မီဒီယာကိုသိအားကိုပါတယ်ကိစ္စကြီးတာသေးတာခက်ခဲတာလွယ်ကူတာဝမ်းတာဝမ်းနေတာတခုမှမချမ်းပါဘူးထမင်းစားတာရေတောက်တာကအစအကုန်တင်ပါတယ်ခံစားပောက်ကွဲတဲ့ post တွေမကြာခဏတင်ပါတယ်အတော်များများက
ငါဘောမှာငါတင်တာဘယ်တုကိုဂယူဆိုင်ရမှာလဲဆိုတဲ့စကားပြောတတ်ကြပါတယ်အဲ့ဒီစကားကတိတ်ကိုမားပါတယ်လူဟာကိုယ်အိမ်မှာကိုနေတာပဲဆိုပြီးအများအမြင်မတင်အောင်လှုပ်ချင်တယ်လို့လှုပ်လို့မရပါဘူးနေချင်တယ်လို့နေလို့မရပါဘူးပတ်ဝန်းကျင်ကိုမိထားလို့မရပါဘူးပတ်ဝန်းကျင်မှာမိမိထက်ဝါရင်တပါရင်သူတွေအသက်အရွယ်ကြီးသူတွေယူတည်လေးစားရမယ့်သူတွေအများကြီးရှိပါတယ်သူတို့ကိုလေးစားရပါမယ်ဂရုစိုက်ရပါမယ်မိမိစိတ်ကိုတတ်နိုင်သမျှချုပ်တီးရပါမယ် social media မှာလည်းအဲ့ဒီတဘောအတိုင်းပါပဲရက်ွက်ထဲကမှကိုအတန်ကိုလို့ရက်ကိုဟိုဘက်ခုနှစ်အိမ်ဒီဘက်ခုနှစ်အိမ်လောက်ပဲကြာတိမြင်ရတာပါ social media မှာကမိမိတင်လိုက်တဲ့ post တကဘာလုံးကချက်ချင်းကြားတိမြင်ရတာဖြစ်ပါတယ်ဂုံတိတ်ခါမြင့်မားဖို့အတွက်ပဲဖြစ်ဖြစ်ဂုံတိတ်ခါကြဆင်ဖို့အတွက်ပဲဖြစ်ဖြစ်ပြန်နှံမှုကတိတ်ကိုမြန်ဆန်ပါတယ်တရားမှုတိတ်ကိုကြီးမားပါတယ်ခံစားမှုတစ်ခုခုကိုအကြောင်းပြုပြီးတစုံတစ်ယောက်ထိခိုက်နစ်နာအောင်ရေးသားပြောဆိုလောက်ကင်မိတဲ့အခါသူမနာခင်ကိုအရင်နာတတ်ပါတယ်သူမထိခင်ကိုအရင်ထိတတ်ပါတယ်သူ့ကုံမနှိတ်ခင်ကိုကုံနှိတ်တတ်ပါတယ်သူ့ကုံမပြက်ခင်ကိုကုံပြက်တတ်ပါတယ်ကောင်းကျိုးထက်စူးကျိုးကပိုများပါတယ်ပြဿနာပြေလည်ဖို့တဲ့ပြဿနာကြီးမားဖို့ကရာခိုင်နှုန်းပိုများပါတယ်လူဟာကိုယ့်ပြဿနာကိုပဲဖြေရှင်းရတာပါဆက်ဆက်ပတ်သက်သူတွေနဲ့ပဲပေါင်းဆက်ဖြေရှင်းရတာပါခုနှစ်အိမ်ကြားရှစ်အိမ်ကြားအော်ဟစ်နေလဲဘယ်အိမ်ကမှလာကူညီပေးမှာမဟုတ်ပါဘူး social media ပေါ်တက်ပြီးရေးတင်နေလဲဘယ်သူကမှလာဖြေရှင်းပေးမှာမဟုတ်ပါဘူးကိုယ့်အတွင်းရေးကိုအများတိတာပဲအဖတ်တင်ပါတယ်အပြောအဆိုအရေးအသားတစ်ခုခုမာတဲ့အခါမိမိရဲ့စိတ်နေတဘောထားတေးနှုံမှုအမျော်မြင်နေပါမှုရိုင်းဆိုင်ကြမ်းတမ်းမှုတွေပေါ်လွင်လာပြီးကဘာကျော်အဆက်ကွဲသွားနိုင်ပါတယ်ပြဿနာဆိုတာလူတိထင်ရှားကြီးညာရမယ်အရာမဟုတ်ဘူးစနစ်တကျဖြေရှင်းရမယ်အရာသာဖြစ်ပါတယ်လေကားတစ်ခုဆောင်ထားပါလူဟာလောကရန်လိုင်းတဘူကြားမှာရှင်တန်ကြီးပြင်းရတာပါလောကရန်လိုင်းတဘူကလူကိုအမြဲတစေရိုက်ပုတ်တွန်းထိုးမှုပြုပါတယ်ဒီကနေ့နှိမ့်ကြတဲ့ဘဝမှာရှိနေပြီမဲ့မနေ့ပြန်မှာမြင်မာတဲ့ဘဝကိုရောက်သွားနိုင်ပါတယ်ဒီကနေ့မြင်မာတဲ့ဘဝမှာရှိနေပြီမဲ့မနေ့ပြန်မှာနှိမ့်ကြတဲ့ဘဝကိုရောက်သွားနိုင်ပါတယ်ဒါကြောင့်အလွာဆုံနဲ့တင်းတင်းနဲ့ဆက်ဆံရေးတစ်ခုဖြစ်အောင်တည်ဆောက်ထားဖို့လိုပါတယ်ဘဝနှိမ့်ကြနေချိန်မှာတိမ်ငယ်စိတ်ဝင်ပြီးမြင်မာသူတွေနဲ့ခက်ခွာခွာနေမိတဲ့အခါကိုဘဝမြင်မာသွားချိန်မှာလူဝင်ဆန့်ဖို့ခက်ခဲသွားတတ်ပါတယ်ဘဝမြင့်မားနေချိန်မှာထောင်လွှားစိတ်ဝင်ပြီးနှိမ့်ချသူတွေနဲ့ခက်ကင်းကင်းနေမိတဲ့အခါကိုဘဝနှိမ့်ချသွားချိန်မှာကူရမဲ့ဖြစ်သွားတတ်ပါတယ်ဘယ်သူနဲ့မှစေးပေါ်ကြောဖဲမလုပ်ပဲကိုအထာနဲ့ကိုနေတတ်သူတွေဟာအထီးကျန်ဘဝနဲ့အဆုံးသက်သွားရပါတယ်တေချာတာကတော့မြင့်မားတဲ့ဘဝကိုရောက်သွားတဲ့လူတစ်ယောက်ဟာအထက်တန်းလွှာတွေနဲ့မဖြစ်မနေပေါင်းတင်ဆက်ဆံရတော့မှာဖြစ်ပါတယ်အထက်တန်းလွှာဆိုတာငွေကြီးပြည့်စုံတဲ့သူကိုကြီးပြောတာမဟုတ်ပါဘူးအကျင့်စရိတ်တာမြင့်မားသူကိုပါဆိုလိုတာဖြစ်ပါတယ်ငွေကြီးလည်းပြည့်စုံအကျင့်စရိတ်တာလည်းမြင့်မားဆိုရင်တော့ပြည့်စုံတဲ့အထက်တန်းလွှာတစ်ခုလို့ဆိုရမှာပေါ့အထက်တန်းလွှာတွေနဲ့ပေါင်းတင်ဆက်ဆံဖို့ဆိုတာထင်တယ်လို့မလွယ်ပါဘူးတချို့ကအထက်တန်းလွှာတွေကြားရောက်သွားတဲ့အခါအနေထိုင်အပြောဆိုခက်ခဲတွန်းဆုပ်နေတတ်ပါတယ်လက်ပိုက်ထားရမလို့ခါကင်ထားရမလို့ခေါင်းငုပ်ထားရမလို့ခေါင်းမော့ထားရမလို့ဖြစ်နေတတ်ပါတယ်စကားပြောတဲ့အခါမှာလည်းအထက်ထက်အငေါငေါနဲ့အစီအငေါမတက်လူရင်းမရောက်ဖြစ်နေတတ်ပါတယ်မမရွင်ရွင်ပြောဆိုပြုမှုတတ်ပါတယ်အဲ့ဒီလိုဖြစ်တာဟာအထက်တန်းလွှာတွေနဲ့ထိတွေ့ရင်းနှီးမှုမရှိသေးလို့ပါအသားမကျသေးလို့ပါမိမိကသာအထက်တန်းလွှာထဲမှာထဲထဲဝင်ဝင်နေထိုင်စားတော့ပြောဆိုခဲ့ဘူးရင်အဲ့ဒီလိုပြဿနာမျိုးတွေအလွယ်တကူကျော်လွှားနိုင်ပါလိမ့်မယ်အသားကျတဲ့ဆက်ဆံရေးတစ်ခုကိုပိုင်ဆိုင်ပြီးသားဖြစ်နေပါလိမ့်မယ်လူမှာအညွတ်အဖူးရှိပါတယ်ဘာအောင်မြင်ရေးအတွက်ကြိုးစားတဲ့အခါမှာအလုပ်တစ်ခုတည်းကိုပဲအာယုံစိုက်ထားလို့မရပါဘူးအလုပ်ကြိုးစားဖို့လိုသလိုပြည်ပြင်ကောင်းမွန်တဲ့လူမှုဆက်ဆံရေးတစ်ခုတည်ဆောက်ထားဖို့လည်းလိုအပ်ပါတယ်အထူးသဖြင့်အထက်တန်းလွှာတွေနဲ့အသားကျတဲ့လူမှုဆက်ဆံရေးတစ်ခုကြိုကြိုတင်တင်ဖန်တီးထားဖို့လိုအပ်ပါတယ်အိမ်မြင့်မြင့်ဆောက်ပါလေကားကောင်းကောင်းတစ်ခုကိုလည်းအသင့်ဆောင်တာပါအမားပြင်ဆင်ချက်လူတယောက်အရွယ်ကြားစေနိုင်တဲ့အချက်လေးတွေအများကြီးရှိပါတယ်အဲ့ဒီအချက်တွေအများကြီးထဲမှာအဝလွန်နာကလည်းအရွယ်ကျစေတဲ့အချက်တစ်ခုပါပဲလူတယောက်ဟာရုပ်လာသည်ဖြစ်စေစိုးဒီဖြစ်စေခန္ဓာကိုယ်
တွေ့လျကြစ်လစ်နေမယ်ဆိုရင်သက်ရှိအသက်ထက်နုပြိုတယ်လို့ထင်ရပါတယ်ခါတုပ်ပိုက်ရွှဲပြီးအဝလွန်နေမယ်ဆိုရင်တော့လက်ရှိအသက်ထက်ကြီးတယ်လို့ထင်ရပါတယ်ဒါကအဝလွန်တဲ့အကြောင်းကိုအရွယ်တင်ဒါကြတာနဲ့ဆက်ဆက်တွေးတော့ကြည့်တဲ့သဘောပါတကယ်တော့အဝလွန်တဲ့သူဟာအရွယ်လဲကြပါတယ်အထိုင်အထလဲလေးလံပါတယ်ဒါအပြင်တွေးတူးစီးချိုလေငန်းစတဲ့ကျန်းမာရေးဆိုင်ရာပြဿနာတွေလည်းအများကြီးကြုံရနိုင်ပါသေးတယ်အဲဒါကြောင့်လူဟာမွေးရပါအဝလွန်ယောဂရှိမနေဘူးဆိုရင်မဝခင်ကလေးကခန္ဓာကိုယ်အလေးချိန်ကိုတတိပြုထိန်းထားဖို့လိုအပ်ပါတယ်အ ਨੇ ဆုံးကတော့အသီးအရွက်အသားငါးတွေကိုမျှတအောင်စားမယ်အစီအစိတ်အချူအငံတွေကိုလျှော့စားမယ်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကိုပုံမှန်လုပ်နေမယ်ဆိုရင်ခန္ဓာကိုယ်အလေးချိန်အထိုက်အလျောက်ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်ခန္ဓာကိုယ်အလေးချိန်ဆိုတာကြာဖို့ခက်တဲ့လောက်တက်ဖို့တိတ်လွယ်ပါတယ်တက်ပြီးမှခြားရတာတဲ့မတက်ခင်ထိန်းရတာပိုလွယ်ပါတယ်ဒါပေမဲ့လူဘဝကိုတီးလျက်နဲ့ကျင့်နိုင်သူနေပါတယ်အများစုကတီးတီးနဲ့မိုက်ချင်ချသူကြီးပါပဲမိုက်ပြီးမှပြုတ်ပြင်ဖို့ကြိုးစားကြသူကြီးပါပဲအကစားကွင်းတွေပန်းချန်တွေထဲမှာလမ်းလျှောက်တွေကိုကြည့်လိုက်မယ်ဆိုရင်တွေ့လျက်ကြစ်သူကနေပြီးခါတုပ်ပိုက်ရွှဲသူကပုံများနေတတ်ပါတယ်ခန္ဓာကိုယ်လေးချိန်ကိုပုံမှန်ထိန်းထားသူတဲ့ဝါပြီးနောက်ပိုင်းမှာမှပိန်ဖို့ကြိုးစားသူကပုံများနေပါတယ်တနည်းပြောရရင်အမှန်တရားကိုပုံတီစုပ်ကင်ထားသူတဲ့အမားတွေကိုကျွန်းလူပြမအမားပြင်ဆင်ချက်လုပ်ဖို့ကြိုးစားသူကပုံများနေတယ်လို့ဆိုရမှာဖြစ်ပါတယ်ခန္ဓာကိုယ်အလေးချိန်ရမှမဟုတ်ပါဘူးဘယ်အရာမဆိုဘယ်အလုပ်မဆိုမမားခင်ကလေးကအမှန်ကန်ဆုံးနေထိုင်ပြုမှုကျင့်ကြံတာအကောင်းဆုံးပါပဲလူဟာမားတက်တာမှန်ပေမဲ့မားပြီးမှပြန်တက်တာဟာအင်မတန်ခက်ခဲပါတယ်အချိန်တွေလည်းပိုကုန်ပါတယ်ပြဿနာတွေလည်းပိုများပါတယ်နောင်တတွေလည်းအများကြီးရပါတယ်ဘယ်ရာဘယ်ကိစ္စမဆိုနောင်တနဲ့ရှင်ပြီးကြိုးစားရတဲ့အခါပုံမှန်ထက်နှစ်ဆမကအားဆက်ရပြီးအောင်မြင်ဖို့ကတော့90%တော့မတေချာလာပါဘူးဒါတလက်ဒီကိစ္စလုပ်နိုင်ပါမလားတိတ်လုပ်နိုင်တာပေါ့ဒီကိစ္စဖြစ်နိုင်ပါမလားတိတ်ဖြစ်နိုင်တာပေါ့တယောက်ကအာကိုတကြီးမိတယ်တယောက်ကမဆိုင်မသွားဖြစ်တယ်ဝမ်းသာကြတယ်လက်ဆွဲနှုတ်ဆက်ကြတာမင်္ဂလာရှိတယ်ဒါပေမဲ့တကယ်တမ်းကျတော့ဘာတစ်ခုမှလုံးမပေးနိုင်ဘူးဘာတစ်ခုမှလည်းဖြစ်မလာဘူးပေးထားသမျှဂတိတွေတစ်ခုမှမတည်ဘူးအဲ့ဒီအခါမှာဝမ်းနည်းစရာတွေဖြစ်သွားပြီမျက်နှာချင်းဆိုင်တော့မဆိုင်ချင်တော့ဘူးမင်္ဂလာလည်းမရှိတော့ဘူးလူတချို့ကဂတိစကားတစ်လုံးကိုလွယ်လွယ်ကလေးပေးတတ်ကြတယ်တချို့ကလည်းလွယ်လွယ်ကလေးပေးတဲ့ဂတိကိုလွယ်လွယ်ကလေးပဲယုံတတ်ကြတယ်ခဏတာတော့ဟုတ်တယ်လို့ရှိတာပေါ့ဒါပေမဲ့ပြောသလိုဖြစ်မလာတဲ့အခါကျတော့ဘယ်သူကမှမယုံတော့ဘူးတပွဲသူပဲရမယ်ရေရှည်အတွက်မဖြစ်နိုင်တော့ဘူးတန်ဖိုးတွေမဲ့ရပြီတိတ်ခါတွေကြာရပြီမိတ်ဝတ်တွေပြက်ရပြီအဲ့ဒီလိုဖြစ်လာဟာစကားကိုလွယ်လွယ်ကလေးပြောတတ်လို့ပါစကားဆိုတာပြောရတာလွယ်ပါတယ်ပြောပြီးမှသာခက်ခဲသွားတတ်တာပါလူဟာဘယ်သူမှအမားနဲ့မကင်းပါဘူးဒါပေမဲ့အမားမကင်းတာကိုဗန်းပြပြီးစကားကိုလွယ်လွယ်မပြောလိုက်ပါနဲ့စိတ်ထဲရှိတဲ့အတိုင်းချက်ချင်းမပြောလိုက်ပါနဲ့အခုပြောအခုပြင်မလုပ်ပါနဲ့ပြောတဲ့မပြောတဲ့တေချာစဉ်းစားပါပြောတဲ့ကြောင်းတေချာပြီးဆိုမှပြောပါတတ်နိုင်တဲ့မြဆူခဲစီမြဲစီဖြစ်ပါစေအခြေအနေအချိန်ခါရပြင်ပြီးပြောရတဲ့စကားတွေမရှိမဟုတ်ရှိပါတယ်ဒါပေမဲ့မဖြစ်မနေအခြေအနေရောက်မှပြင်ရမှာဖြစ်ပါတယ်လွယ်လွယ်ပြောပြီးလွယ်လွယ်ပြင်ရမှာမဟုတ်ပါဘူးလွယ်လွယ်ပြောပြီးလွယ်လွယ်ပြင်နေမယ်ဆိုရင်မိမိစကားဟာတန်ဖိုးမဲ့ပါတယ်ဩဇာတိတ်ကမရှိဖို့ခက်ပါတယ်စကားဆိုတာဒါတလက်ဖြစ်ပါတယ်သုံးသက်ရင်အကျိုးရှိပါတယ်မသုံးသက်ရင်အဆိုးထိပါတယ်အကျိုးရှိပါစေအဆိုးမထိပါစေနဲ့အနည်းအမျိုးလူငယ်တယောက်ဟာမိခင်ဘာသာစကားနဲ့စာပေတစ်မျိုးတည်းကိုပဲစုပ်ကင်ထားလို့မရပါဘူးနိုင်ငံတကာစကားနဲ့စာပေတွေကိုပါလေ့လာသင်ယူဖို့လိုအပ်ပါတယ်မိခင်ဘာသာစကားနဲ့စာပေတစ်မျိုးတည်းကိုပဲတက်မြောက်နေမယ်ဆိုရင်နိုင်ငံတကာရဲ့စီးပွားရေးလူမှုရေးယဉ်ကျေးမှုဒလိထုံးစံစတာတွေကိုလေ့လာဖို့အခက်အခဲရှိနိုင်ပါတယ်ဘာသာပြန်စာပေတွေအများကြီးရှိနေတာပဲအဲ့ဒါတွေကိုဖတ်မှာဘောလို့အကြောင်းပြနိုင်ပါတယ်ဒါပေမဲ့ဘာသာပြန်စာပေဆိုတာသူများချက်ပြုတ်ခုခတ်ပြီးသားကိုအသင့်ထိုင်စားရတဲ့အနေအထားသာဖြစ်ပါတယ်ဓာတ်ရိုက်ခံစားရတာမဟုတ်ပဲသစင့်ခံစားရတာဖြစ်တဲ့အတွက်မားတာလည်းရှိပါမယ်မှန်တာလည်းရှိပါမယ်ပေါ်တာလည်းရှိမယ်လေးတာလည်းရှိပါမယ်ကောင်းတာလည်းရှိမယ်ဆိုးတာလည်းရှိပါမယ်သူများပြီးသမျှကိုပဲရပါမယ်မိမိကသာနိုင်ငံတကာစကားနဲ့စာပေတွေကိုအမှန်တကယ်
နတ်ဆန့်ကျွမ်းကျင်နေမယ်ဆိုရင်မိမိကိုယ်တိုင်တိုက်ရိုက်ခံစားခွင့်ရမှာဖြစ်ပါတယ်တိုက်ရိုက်ခံစားခွင့်ရတဲ့အတွက်မိမိစိတ်ကြိုက်အသွေးနယ်ချက်ခွင့်ရှိပါတယ်အမှန်အမှားအကောင်းအဆိုးအကျိုးအပြစ်တွေကိုတိုက်ရိုက်လက်ခံညှင်းပယ်ခွင့်ရှိပါတယ်အဲဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင်မိခင်ဘာသာစကားနဲ့စာပေအပြင်အင်္ဂလိပ်တရုတ်ဂျပန်စတဲ့နိုင်ငံတကာစကားနဲ့စာပေတွေကိုပါနတ်ဆက်ကျွမ်းကျင်အောင်လေ့လာသင်ယူတာတင်ပါတယ်ဒီနေရာမှာပြောစရာတစ်ခုရှိလာပါတယ်တချို့ကနိုင်ငံတကာဘာသာစကားနဲ့စာပေတွေကိုအချိန်ပေးသင်ယူပါတယ်အပတ်တကုတ်လေ့လာပါတယ်အမှန်တကယ်လဲတက်မြောက်ကျွမ်းကျင်ပါတယ်ဒါပေမဲ့မိခင်ဘာသာစကားနဲ့စာပေကိုပြောဆိုရေးသားတဲ့အခါမှာတော့အတန်တွေမပီမတဖြစ်နေတာစလုံးပေါင်းတပ်ပုံတွေမှာယွင်းနေတာဝေါ်ဟာရအတုံးအနှုံးအဝင်ခွင်ကြမဖြစ်တာဝါကြဖွဲ့စည်းပုံတွေလွဲချော်နေတာစတဲ့အားနည်းချက်တွေကိုဝန်내ဖွဲ့ရတွေ့ရပါတယ်ခွက်ထူခွက်လန်ရဲ့အတိတ်ပဲကအလွန်အမင်းရေမောဒီဖြစ်သည်ခွက်လန်ရဲ့အတိတ်ပဲကအလွန်အကျွံဆူဆူဝါဝါရှုံးဒီမားဒီဖြစ်သည်တချို့ကအဲ့ဒီဝေါ်ဟာရနှစ်ခုရဲ့အတိတ်ပဲကိုကောင်းကောင်းမွန်မွန်မသိပဲရောထွေးနေတတ်ပါတယ်အဲ့ဒီအခါခွက်ထူခွက်လန်ကိုရှုံးတဲ့မားတဲ့နေရာမှာမားပြီးသုံးမိတတ်ပါတယ်ခွက်လန်ကိုရေမောတဲ့နေရာမှာမားပြီးသုံးမိတတ်ပါတယ်ကိုလောက်မှမတိသူတွေကစင့်ကဲယူပြီးထမှားပါတယ်ကိုထက်တိသူတွေကတနာတဲ့အကြည့်နဲ့ကြည့်ပါတယ်ဝမ်းနည်းစရာရှက်စရာကောင်းလာပါတယ်ဒါကဝဟာရဆိုင်ရာပြဿနာအချို့ကိုပဲနမူနာအဖြစ်ထုတ်ပြရသေးတာပါပြောရမယ်ဆိုရင်တော့အများကြီးရှိပါသေးတယ်တကယ်တော့မြန်မာလူမျိုးတယောက်ကမြန်မာစကားနဲ့စာပေကိုထုံးလူချေရည်လိုနောက်ကျွမ်းကျင်နေဖို့လိုအပ်ပါတယ်နီးမှန်လမ်းမှန်သုံးသပ်ဖို့လိုအပ်ပါတယ်ဒါမှသာပြောတဲ့စကားရေးတဲ့စာတွေဟာလူရင်းရောက်ပြီးအကျိုးရှိနိုင်မှာဖြစ်ပါတယ်ဘာသာပြန်စာပေရေးသားသူတချို့ဆိုရင်လည်းမိမိဘာသာပြန်မဲ့မူလစာအုပ်ရဲ့ဘာသာစကားကိုကျွမ်းကျင်နေပြည့်စုံပြီလို့ထင်တတ်ကြပါတယ်တကယ်ကမဟုတ်သေးပါဘူးမူလစာအုပ်တွေကဘာသာရက်ကိုကျွမ်းကျင်ဖို့လိုအပ်တယ်လို့မိခင်ဘာသာစကားကိုပါနှဆက်ပိုင်ဆိုင်ပိုင်နိုင်ဖို့အထူးလိုအပ်ပါတယ်မိခင်ဘာသာစကားကိုနှဆက်ပိုင်နိုင်မှုမရှိပဲတခြားဘာသာစကားကိုဘာသာပြန်မိတဲ့အခါခုတ်ရတခြားရှာရတဲ့လွဲဖြစ်သွားတတ်ပါတယ်လိုရမရောက်ခီးမတွင်ဖြစ်တတ်ပါတယ်အယူအဆတွေအတွေးအခေါ်တွေတိမ်ဆောင်သွားတတ်ပါတယ်တိမ်မွေ့ပြည့်မှုမရှိပဲဟိုမရောက်ဒီမရောက်နဲ့ကမောက်ကမဖြစ်သွားတတ်ပါတယ်လူငယ်စာရေးစရာတယောက်ကဘာသာပြန်စာအုပ်တအုပ်ထုတ်ပါတယ်သူ့ကိုကြည့်ရတာနိုင်ငံတကာစာပေကိုမိခင်စာပေကိုပါနှက်ဆက်ပုံမရပါဘူးဖတ်မိတဲ့အင်္ဂလိပ်စာတအုပ်ကို Google Translate ထဲထည့်ပြီးဘာသာပြန်လိုက်တဲ့သဘောထင်ပါရဲ့အဲ့ဒီနောက်မှာတော့ Google Translate ကစာတွေကိုတိုက်ရိုက်ကူးချပြီးပုံနှိပ်ပြစ်လိုက်တယ်ထင်ပါရဲ့တကယ်တော့ Google Translate ဆိုတာအနည်းဆက်ဆုံးပဲဘာသာပြန်ပေးနိုင်တာပါ Google Translate ရဲ့ဘာသာပြန်မှုထဲမှာမိခင်ဘာသာစကားနဲ့လွဲချော်နေတာတွေအများကြီးရှိပါတယ် Google Translate ဘက်ကဘယ်လောက်ပဲလွယ်မိမိကိုယ်တိုင်ကသာမိခင်ဘာသာစကားကိုနှက်ဆက်ပိုင်နိုင်ခဲ့ရင်ပြည့်ပြည့်လှပတဲ့စာတွေဖြစ်လာအောင်ပြုပြင်လို့ရနိုင်ပါတယ်အခုတော့ဘယ်ဘာသာစကားကိုမှမနိုင်နှင်းလေတော့ Google Translate ကစာတွေအတိုင်းစာအုပ်ထွက်လာပါလေရောအဲ့ဒီကတတိနားလေတဲ့သူတွေကလူတိရှင်ချထောက်ပြပါလေရောစာရေးစရာရောဟန်ဆောင်ထားသမျှတစ်ချက်တည်းနဲ့အရှက်ဖြန့်ကွဲပါလေရောတိတ်တတိပြုဖို့လိုအပ်ပါတယ်ဘာပဲပြောတင်ဟာရက်နေလို့မရပါဘူးစင်စစ်မပြတ်ရှောက်နေပါမျက်စိဖွက်နားဆွင့်ပါအသိကိုတင်ကန်းစာယူပါပြစ္ဆုတ်ပံကိုတက်တက်လျှောက်ပါအနာဂတ်ကိုမျှော်ကြည့်ပါဒါပေမဲ့ဟိုဘက်အိမ်ခေါမှုပုံကိုမျှော်ကြည့်နေချိန်မှာဒီဘက်အိမ်ခေါမှုပုံကိုအ ਨੇ ဆုံးခြေတစ်ဖက်လောက်နင်းပြအောင်နင်းထားပါခြေစုံလွတ်ပြီးနင်းမိမျော်မိမယ်ဆိုရင်တော့ပြုတ်ကျပြူလဲတတ်ပါတယ်ထိခိုက်နာကျင်မှုတွေလည်းများပြားတတ်ပါတယ်ဘယ်သူမှဘာမှမဟုတ်လူမှာတိမ်ငယ်စိတ်ရှိတတ်ပါတယ်အထူးတစ်ဖြစ်အောင်မြင်ကြီးပွားသူတယောက်နဲ့ကြုံဆုံတဲ့အခါပထမဆုံးအနေနဲ့အထင်ကြီးအားကျစိတ်ဝင်တတ်ပါတယ်ဒုတိယအနေနဲ့မိမိကိုမိမိအားမလို့အားမရစိတ်ဝင်တတ်ပါတယ်တတိယအနေနဲ့သူကြမှာတော်လိုက်လေချင်းငါမှာဖြစ်ညံ့လိုက်လေချင်းဆိုတဲ့တိမ်ငယ်စိတ်ဝင်တတ်ပါတယ်တချို့ကတော့အောင်မြင်ကြီးပွားသူတွေဟာမိမိနဲ့တိတ်ပြီးအလန်းကွာလုံးနေတဲ့သူတွေလိုက်လို့မမီလောက်အောင်တော်လုံးသူတွေထူးခြားတဲ့ကိုရီကိုသွေးရှိတဲ့သူတွေအဖြစ်ရှုမြင်တတ်ပါတယ်အဲ့ဒီလိုရှုမြင်ပြီးတဲ့နောက်အောင်မြင်ကြီးပွားသူတွေနဲ့ရောနေထိုင်ဆက်ဆံဖို့ကိုအမြဲတစေတွန့်ဆုတ်အားငယ်နေတတ်တယ်တကယ်တော့
အောင်မြင်ကြီးပွားသူတွေနဲ့တာမန်လူတွေဟာဉာဏ်ရည်ချင်းတွေးခေါ်မျိုးမြင်ပုံချင်းတိတ်ပြီးကွာခြားလွန်လာတာမဟုတ်ဘူးအောင်မြင်ကြီးပွားတဲ့အလုပ်ကိုလုပ်သူနဲ့မလုပ်သူပဲကွာခြားတာပါလူဟာလူပဲဖြစ်ပါတယ်လူဟာလူလောက်ပဲအစွမ်းစားရှိပါတယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်ပါတယ်ဇွဲလုံလဝရိယအဖြစ်နဲ့နီးမှန်လမ်းမှန်ကြိုးစားအားထုတ်မယ်ဆိုရင်ဘယ်သူမှဆိုအောင်မြင်မှုပန်းတိုင်ကိုရောက်နိုင်မှာဖြစ်ပါတယ်ဒါဟာလူသားတိုင်းရဲ့မွေးရပါခွင့်ရေးဖြစ်ပါတယ်ဘယ်လူသားတယောက်မှလူသားတယောက်ထက်ကျော်လွန်တဲ့စွမ်းဆောင်ရည်နဲ့အခွင့်အရေးမရှိနိုင်မရရှိနိုင်ပါလူသားတယောက်အောင်မြင်ကြီးပွားဖို့အတွက်ဘယ်စီတလုံးဆရာကမှအုံဖွားတန်ပေးပြီးမမ်းမုတ်လက်ညှိုးညွန်တွန်းတင်ပေးလို့မရဘူးအောင်မြင်ကြီးပွားခြင်းနဲ့ဆိုရင်အောင်မြင်ကြီးပွားမယ့်အလုပ်ကိုလုပ်ရမှာဖြစ်ပါတယ်လူဟာအောင်မြင်ကြီးပွားတဲ့အလုပ်ကိုလုပ်ရင်းနဲ့အောင်မြင်ကြီးပွားလာကြတာဖြစ်ပါတယ်အောင်မြင်ကြီးပွားလာရင်းနဲ့အောင်မြင်ကြီးပွားသူတွေရဲ့အတိုက်အဝန်းမှာကျင်လည်လာရတာဖြစ်ပါတယ်အောင်မြင်ကြီးပွားသူတွေရဲ့အတိုက်အဝန်းမှာကျင်လည်ရင်းနဲ့အတွေးအပြောအပြုတွေအားလုံးဟာအောင်မြင်ကြီးပွားသူတယောက်ရဲ့အသွင်တရံအဖြစ်ဖြစ်ဖြစ်ချင်းရုပ်လုံးကြွပြီးပြင်လာတာဖြစ်ပါတယ်လူတိုင်းမှာလောကရန်ရှိပါတယ်အဲဒါကြောင့်မိမိကိုယ်ကိုမိမိဖြစ်ဖြစ်အများသူငါကိုပဲဖြစ်ဖြစ်လိုအပ်တာတဲ့ပူပြီးအထင်မကြီးပါနဲ့လူတိုင်းမှာအညွတ်အဖူးရှိပါတယ်အဲဒါကြောင့်မိမိကိုမိမိပဲဖြစ်ဖြစ်အများသူငါကိုပဲဖြစ်ဖြစ်လိုအပ်တာတဲ့ပူပြီးအထင်မသေးပါနဲ့တစ်ထက်တိုက်ကလေးပဲတဲ့မိုးမျောတိုက်ကြီးပဲဆောက်အုတ်တစ်ချက်တဲ့ပွင့်နဲ့ပဲအစပြုရတယ်ဆိုတာဘယ်တော့မှမမေ့ပါနဲ့ရှက်တဲ့အရာလူရည်လို့ဖြစ်လာပြီဆိုရင်ဘယ်သူမှအကျွေးမကင်းနိုင်ပါဘူးစင်ရဲသူတွေလည်းအကျွေးတင်တာပါပဲချမ်းသာသူတွေလည်းအကျွေးတင်တာပါပဲကဘာကျော်တထေးကြီးတွေအင်အားကြီးနိုင်ငံတွေတောင်မှအကျွေးနဲ့မကင်းနိုင်ပါဘူးရုပ်စွာဆုံးသင်ဟာလက်ရှိအချိန်မှာအကျွေးလုံးဝကင်းစင်နေမယ်ဆိုရင်တောင်မှတစ်ချိန်တစ်ခါတော့အကျွေးတင်ခဲ့ဘူးမှအသေးချပါပဲဒါပေမဲ့အကျွေးတင်တာများပါဆန်းလဲဆိုတဲ့ပုံစံမျိုးနဲ့တော့ခပ်ပပော့မနေသင့်ပါဘူးခပ်ပပော့သဘောမထားသင့်ပါဘူးအကျွေးတင်နေသူတယောက်ဟာသွားရလာရစားရတောက်ရနေရထိုင်ရတာမလွတ်လပ်မပေါ့ပါဘူးအထူးသဖြင့်စိတ်ကြည်လင်မှုမရှိပဲကြီးမားတဲ့ဝန်ထုတ်တစ်ခုကိုထမ်းပိုးထားရတာတလို့လေးလံနေတတ်ပါတယ်ဒါပေမဲ့တချို့ကတော့အကျွေးတွေရှိနေပေမဲ့အိပ်ပျော်ပါတယ်စာဝင်ပါတယ်ပေါ့ပါလွတ်လပ်နေတတ်ပါတယ်ပေါ့ပါလွတ်လပ်လွန်တဲ့အခါမှာပြန်ဆက်ဖို့ကိုတော့မေ့နေတတ်ပါတယ်တချို့ဆိုရင်ဘာပူစရာရှိလဲသူဟာသူတောင်းချင်တဲ့လောက်တောင်းဖို့ကိုဆက်ချင်မှရတာပဲဆိုတဲ့အထိတွေးဆပြောဆိုတတ်ပါသေးတယ်အဲ့ဒီအခါမှာတော့အကျွေးယူထားတာထက်အကျွေးပေးထားသူကပူရတဲ့အခြေအနေကိုရောက်သွားတတ်ပါတယ်ဘယ်အချိန်မှပြန်ရပါမလဲဘယ်အချိန်ဆုံးသွားမလဲဆိုတဲ့တောကမီတွေရဲ့လောင်မြိုက်မှုကိုအမြဲတစေခံစားနေရတတ်ပါတယ်တကယ်တော့အကျွေးဆိုတာသူတစ်ပါးရဲ့စိုက်ထုတ်ရင်းနှီးမှုတွေကိုမိမိကရယူသုံးဆွဲလိုက်တာပါအဲ့ဒီအတွက်သူတစ်ပါးရဲ့ဥစ္စာပစ္စည်းပိုင်ဆိုင်မှုစတာတွေကိုမိမိရဲ့စိုက်ထုတ်မှုမရှိပဲအတလွတ်ရယူခွင့်မရှိပါဘူးယူပြီးရင်ပြန်ပေးရပါမယ်စိုက်ပြီးရင်ပြန်ရပါမယ်ဒါဟာတဘာဝအမှန်တရားတစ်ခုပါအဲ့ဒီတော့အကျွေးယူထားသလားလိုအပ်ချက်ရယူပါရပါတယ်ဒါပေမဲ့တနေ့တစ်ချိန်မှာပြန်ဆက်ရမယ်ဆိုတဲ့အတွေးကိုခိုင်မာစုပ်ကင်ထားပါယူထားရင်ပြန်ပေးရမယ်ဆိုတဲ့အသည့်ကိုဆွဲမြင်မှတ်ထားပါမဆက်နိုင်သေးရင်မဆက်နိုင်တဲ့အကြောင်းပြောပါလုံလောက်တဲ့အချက်လည်းရှိပါစေတချို့ကမဆက်နိုင်သေးရင်ရှောင်သွားတာမတိဟန်ဆောင်သွားတာလောက်တတ်ပါတယ်အဲ့ဒီလိုလောက်တာဟာမိတ်ပြက်စေပါတယ်မိမိဘက်ကအမှန်တကယ်အခက်ခဲရှိနေပြီဆိုရင်တက်နိုင်တဲ့မြပွင့်လင်းပါယူသားပါအခက်ခဲတစ်ခုခုရှိနေကြောင်းမှန်ကန်ပြောဆိုပါမိမိဘက်ကအမှန်တကယ်ခက်ခဲနေတယ်ဆိုရင်အမှန်တကယ်ခက်ခဲနေကြောင်းတစ်ဖက်လူကယုံကြည်တယ်ဆိုရင်အသင်အဓမ္မတောင်းဆိုသူကနေပါတယ်တိတ်လူအနေရင်တော့တမျိုးပေါ့အားလုံးကိုမဆိုလိုပေမဲ့လူအများစုဟာစာနာတင့်သူကိုစာနာပေးတတ်ကြပါတယ်ညာတာတင့်သူကိုညာတာတက်ပေးတတ်ပါတယ်နားလည်ပေးတင့်သူကိုနားလည်ပေးတတ်ကြတယ်မယိုးသားသူတွေကိုတော့စာနာညာတာနားလည်ပေးဖို့မပြောနဲ့တစ်ချက်တစ်ပြားတော့မတတ်ထားပါဘူးအဲ့ဒါကြောင့်သူတစ်ပါးစီကတခုခုချေးယူထားမိပြီဆိုရင်တစ်ချိန်မိသွားမှာပဲလျှော်ပြစ်မှာပဲလို့မမျှော်လင့်ပါနဲ့သူဖက်ကမိနေရင်တောင်ပြန်ပေးဖြစ်အောင်ပေးပါအကျွေးရှိတာရှက်စရာမဟုတ်ဘူးလို့ပြောချင်လဲပြောနိုင်ပါတယ်ဟုတ်တယ်လို့လဲဟုတ်ပါတယ်ဒါပေမဲ့အကျွေးမဆက်ပဲရှောင်လွှဲနေမယ်ဆိုရင်တော့တိတ်ရှက်ဖို့ကောင်းပါတယ်စေခါကြီးအကြောင်းစေတနာကိုမြန်မာအပိဓာန်မှာ
စေးစောတိုက်တွန်းတတ်သောတရားသူတစ်ပါးကျိုးကိုလိုလားသောတဘောထားလို့ဒီပဲဖွင့်ဆိုထားပါတယ်ဒီအခန်းမှာသုံးမဲ့စေတနာဆိုတဲ့စကားရပ်ဟာသူတစ်ပါးကျိုးကိုလိုလားတဲ့စိတ်ကောင်းစေတနာကိုဆိုလိုတာဖြစ်ပါတယ်လူတွေကစေတနာကောင်းရင်ကံကောင်းတယ်လို့ပြောကြပါတယ်ညင်းစရာမရှိပါဘူးလက်ခံပါတယ်စေတနာထားတယ်ဆိုတာကောင်းမွန်တဲ့အလုပ်ပါပဲစေတနာကောင်းရင်ကံကောင်းမှအသေးချပါပဲဒါပေမဲ့နီးမှန်လမ်းမှန်မဟုတ်တဲ့စေတနာစကားဟာတရားမှုအားနည်းတတ်ပါတယ်ထင်သလောက်အကျိုးမရှိနိုင်ပါဘူးတခါတလေအစိုးဖက်ကိုတော့ဥတည်သွားနိုင်ပါတယ်အဲဒါကြောင့်စေတနာစကားပြောမယ်ဆိုရင်နေရာအချိန်လူနယ်ပယ်အခြေအနေစတဲ့အရာတွေမှာနီးမှန်လမ်းမှန်ရှိဖို့လိုအပ်ပါလိမ့်မယ်စေတနာစကားမပြောသင့်တဲ့နေရာမိမိချစ်ခင်ရတဲ့မိတ်ဆွေတယောက်နဲ့အတူအခန့်ပွဲဓမ္မမဟုတ်လူအများစုရှိတဲ့နေရာတစ်ခုကိုသွားမယ်ဆိုပါစို့အဲ့ဒီနေရာမှာမိမိရဲ့မိတ်ဆွေကစကားတွေအများကြီးပြောမယ်မိတ်ဆွေပြောတဲ့စကားထဲမှာအမှားယွင်းတွေအများကြီးပါနေမယ်အဲ့ဒီအချိန်မှာမတိတူတချို့ကခေါင်းတငိမ့်ငိမ့်လှုပ်ပြီးနားထောင်နေကြပေမဲ့တိတူတွေကလောင်ပြုံးနေကြမယ်မိတ်ဆွေကဒီအခြေအနေကိုသဘောမပေါက်ပဲအာပေါင်းအာရင်တန်တန်နဲ့အမားတွေကိုဆက်ပြောနေမယ်ဒါဆိုရင်ဘာလုပ်မလဲဝင်ဟန့်မလားငြိမ်နေမလားလူကြီးလူကောင်းတွေကြားမှာခေါင်းခါပြတာမျက်လုံးမိတ်ပြတာတွေလုပ်ဖို့ကလည်းဘယ်လိုမှမတင်တော့ဘူးဒါဆိုရင်ဘာဆက်လုပ်မလဲဘာမှလုပ်လို့မရပါဘူးတားဆီးဖို့လည်းအချိန်မမီတော့ပါဘူးစကားတွေလည်းကျွန်းနေပါပြီစိတ်ပြက်လက်ပြက်ထိုင်နေရုံကလွယ်လို့ဘာမှလုပ်လို့မရတော့ပါဘူးလွတ်ထားလိုက်ရုံပဲရှိပါတော့တယ်အဲ့ဒီလိုမဟုတ်ပဲလူကြားသူကြားမှာဝင်ဟန်လိုက်မယ်ဆိုရင်အဆက်ကနေနှစ်ဆက်ဖြစ်သွားနိုင်ပါတယ်တရားမှုမရှိတဲ့အပြင်မိမိအပေါ်မှာတော့စိတ်ဆူစိတ်ကွက်ဖြစ်သွားနိုင်ပါတယ်စေတနာကနေဝေဒနာဖြစ်သွားနိုင်ပါသေးတယ်အဲ့ဒါကြောင့်ဘလောက်ပဲချစ်ခင်ရတဲ့သူကိုပဲဖြစ်ဖြစ်လူကြားသူကြားမှာစေတနာစကားပြောတင်မပြောတင်ကိုအတော်ကလေးချိန်ဆဖို့လိုအပ်ပါလိမ့်မယ်နှစ်စေတနာစကားမပြောတင်တဲ့အချိန်ဆိုကြပါစို့လူတစ်ယောက်ကလုပ်ငန်းတစ်ခုခုနယ်ပယ်တစ်ခုခုမှာအောင်မြင်နေတယ်ဆိုပါစို့မိမိကိုမိမိအောင်မြင်နေသူအဖြစ်ခံယူထားပြီးဆိုရင်အဲ့ဒီလူမျိုးမှာအ ਨੇ နဲ့အများဆိုသလိုပဝင်စိတ်ရှိနေတတ်ပါတယ်မိမိသာလည်းအတော်ဆုံးအသက်ဆုံးအမှန်ကန်ဆုံးအပြစ်ကင်းစင်ဆုံးလို့ထင်နေတတ်ပါတယ်အမားအယွင်းတစ်ခုခုတွေ့မိလို့မိတ်ဆွေအပေါင်းအသင်းတွေကထောက်ပြပြီးဆိုရင်လည်းစေတနာအဖြစ်မခံယူတတ်ပါဘူးသူအောင်မြင်နေတာကိုမနာလို့ပြောတာလို့ထင်နေတတ်ပါတယ်မိတ်ဆွေသူငယ်ချင်းလောက်ကိုမပြောနဲ့တမိတဲ့ဘွားညီကိုမောင်နှမအချင်းချင်းကိုတောင်မှဆက်ထိမခံဖြစ်နေတတ်ပါတယ်အောင်မြင်မှုကိုအခြေပြုထားတဲ့မှန်တဲ့ချိန်လို့ပြောရမယ်ထင်ပါရဲ့အဲ့ဒီလိုလူတစ်ယောက်မှန်တဲ့နေတဲ့အချိန်မှာစေတနာစကားသွားမပြောမိပါစေနဲ့မိမိရဲ့စေတနာစကားတွေဟာသူ့ရဲ့မာနစိတ်ကိုဘယ်လိုမှထိုးဖောက်ကျော်လွှားနိုင်မှာမဟုတ်ပါဘူးအကျိုးသက်ရောက်မှုမရှိနိုင်ပါဘူးလူမှာအရှိန်ရှိပါတယ်အရှိန်ရှိတဲ့လူဟာအရှိန်ရှိသမျှလိမ့်နေတတ်ပါတယ်အရှိန်ရှိတဲ့အချိန်မှာဘယ်သူမှဝင်သားလို့မရနိုင်ပါဘူးတားဖို့အတော်ခက်ပါတယ်ရက်သွားနိုင်ချေအတော်လေးနဲ့ပါနေပါတယ်တားမိတဲ့သူကိုတော့စူးညောက်ခလို့အဖြစ်သတ်မှတ်သွားနိုင်ပါတယ်၃စေတနာစကားမပြောတဲ့လူဘယ်လောက်အနေအေးတဲ့သူပဲဖြစ်ဖြစ်တစုံတစ်ယောက်နဲ့ပြဿနာမဖြစ်ဘူးတဲ့သူဟာမရှိသလောက်ရှားပါလိမ့်မယ်တချို့လူတွေကတစုံတစ်ယောက်နဲ့ပြဿနာဖြစ်ပြီးဆိုရင်အသက်နိုင်ဆုံးခွက်လွတ်နားလည်ပေးနိုင်ကြပါတယ်တင်ပုံချီနိုင်ကြပါတယ်မိမိပျောက်သဘောထားနိုင်ကြပါတယ်တချို့ကတော့ဒီလိုမဟုတ်ပါဘူးတစိတ်ကိုတအိတ်လှုပ်တတ်ကြပါတယ်တခါတော့ကတောက်ကဆက်ဖြစ်ဖူးယုံနဲ့တစ်သက်လုံးမှတ်ထားတတ်ကြတယ်လူကြားသူကြားမှာလက်ဆွဲနှုတ်ဆက်ပြပေမဲ့လူကွဲပြီးဆိုတာနဲ့နောက်ကျောကဓာတ်ကိုဆွဲထုတ်တတ်ကြပါတယ်အဲဒီလိုမိမိနဲ့ပြဿနာတစ်ခုခုဖြစ်ခဲ့ဖူးသူမိမိအပေါ်အညူသေးထားတတ်သူအကောင်းမြင်စိတ်မရှိသူပြန်ပဲအဖြစ်ခံယူထားသူမကောင်းကြံဖို့ကြိုးစားဖို့သူအဲ့ဒီလိုလူတွေဟာစိတ်အခမ်းမရှင်းလင်းတတ်ကြပါဘူးသူတို့ကိုယ်တိုင်စိတ်အခမ်းမရှင်းလင်းကြတော့သူတစ်ပါးရဲ့စေတနာစကားကိုစေတနာစကားဖြစ်မခံယူနိုင်ကြဘူးစေတနာစကားပြောသူကိုမိကောင်းဆွေကောင်းအဖြစ်မသက်မှတ်နိုင်ကြဘူးသူတို့အားနည်းချက်ကိုတမင်တက်လိုက်ထောက်ပြတယ်နှိတ်ကွတ်တယ်တိုက်ခိုက်တယ်လို့ထင်သတ်လို့ရှိပါတယ်အဲ့ဒီလိုလူမျိုးတွေကိုလည်းစေတနာစကားပြောတဲ့မပြောတဲ့အတော်ကြီးချိန်ဆဖို့လိုပါလိမ့်မယ်၄စေတနာစကားမပြောတဲ့နေပဲလူတယောက်ကရတ္တစာပေသဘောတရားတွေကိုနှက်ဆက်ကျွမ်းကျင်မှုမရှိဘူးဒါပေမဲ့
သူကရတစာပေကိုချစ်တယ်ရတစာပေလောကဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးခြင်းတယ်အဲ့ဒီမှာပဲသူကငွေကုန်ကြေးချခံပြီးရတစာပေဆိုင်ရာပြိုင်ပွဲတစ်ခုကိုကမကထလုပ်ပေးတယ်အဲ့ဒီပြိုင်ပွဲမှာသူကိုယ်တိုင်အကဲဖြတ်တာဝန်ကိုယူလိုက်တယ်ရောက်ရှိလာတဲ့စာမှုတွေနဲ့ပတ်သက်တဲ့အားနည်းချက်အားသာချက်တွေကိုသုံးသပ်ချက်တွေရေးပေးတယ်ဒါပေမဲ့သူကရတစာပေသဘောတရားတွေကိုနှက်ဆက်ကျွမ်းကျင်သူမဟုတ်တဲ့အတွက်သူပြောတဲ့ရတစာပေသဘောတရားတချို့ကအမှားအယွင်းတွေဖြစ်နေတယ်ရတစာပေလောကဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားရင်းနဲ့အယူအဆအမှားတွေကိုဖြန့်ဝေတယ်လို့ဖြစ်သွားတယ်အဲ့ဒီတော့ရတစာပေအကြောင်းနှက်ဆက်ကျွမ်းကျင်သူတွေကသူအမှားတွေကိုထောက်ပြကြတယ်အပြစ်တင်တယ်သူဘက်ကမားနေတော့ဘာမှမတုံ့ပြန်နိုင်ဘူးစိတ်ညစ်ရပြီအဲ့ဒီအချက်ကလည်းတတိထားစရာဖြစ်ပါတယ်လူဟာနေရာတိုင်းမှာဆရာကြီးမဖြစ်နိုင်ပါဘူးမိမိကျွမ်းကျင်တဲ့နယ်ပယ်ရှိတယ်လို့မကျွမ်းကျင်တဲ့နယ်ပယ်တွေအများကြီးရှိနေတတ်ပါတယ်စေတနာဘလောက်ပဲရှိမိမိကျွမ်းကျင်တဲ့နယ်ပယ်မဟုတ်ရင်လူအတ္တတဲ့ပူပြီးဝင်မဆွဲဖက်တင်ပါဘူးစေတနာရှိတာမှန်ပေမဲ့ရှိတဲ့စေတနာကိုအထာသူမမှန်နဲ့အတုံးချတတ်မှအကျိုးရှိတာဖြစ်ပါတယ်စေတနာရဲ့နောက်မှာပညာပါဖို့လိုတယ်စေတနာရဲ့နောက်မှာပညာမပါရင်ခရီးမရောက်တဲ့အပြင်လမ်းမကူတော့ရောက်သွားနိုင်ပါသေးတယ်ငါစေတနာစကားမပြောတဲ့အခြေအနေလူတစ်ယောက်ကစာဖတ်အားသိကောင်းတယ်ခေဟောင်းစာပေခေပေါ်စာပေအကုန်ဖတ်တယ်သူမဖတ်ဘူးတဲ့စာအုပ်ကမရှိသလောက်ကိုနဲပါတယ်ဘူးတူတာကျွယ်ဝတူဆိုတော့စာအကြောင်းပေအကြောင်းသိချင်တဲ့လူငယ်တွေကသူစီကိုသွားမိတယ်သူကလည်းတိတမျှမချွင်းမချံအိတ်သွန်ဖမောက်ပြောပြတယ်သူသားအလုတ်အားပါစေအချိန်ဘယ်လောက်ပဲပေးရမိသမျှအကုန်ဖြည့်တယ်ဖြည့်ပေးသမျှတွေကလည်းတကယ်အနှစ်တွေကြီးပဲအကျိုးရှိတာတွေကြီးပဲဒါပေမဲ့သူကပြောနေရင်းနဲ့ဇံဝင်လာပြီဆိုရင်ဏီကုံချုပ်ဖို့တတိမရတော့ဘူးတခါတလေပြောရင်းနဲ့အချိန်ကလင့်နေပြီမိုးကချုပ်နေပြီတချို့ကအဝေးကြီးကိုပြန်ရမှာပြန်ချင်သူတွေကလည်းတဆန့်ဆန့်ဖြစ်နေပြီဒါပေမဲ့သူကလူရိပ်လူကဲကိုမသိဘူးအချိန်ကာလကိုမကြည့်ဘူးစောတာတွေနောက်ကျတာတွေနေဝင်တာတွေမိုးချုပ်တာတွေဂယုမဆိုင်ဘူးသူဂယုဆိုင်တာကသူတိတဲ့မြတခြားသူတွေကိုတိပါစေဆိုတဲ့စေတနာတစ်ခုပဲဒါပေမဲ့ကြာလာတဲ့အခါမှာသူစေတနာရဲ့တန်ကိုလူတွေကမခံနိုင်တော့ဘူးညင်းငွေလာကြတယ်ဒီတော့တော်ယုံကိစ္စလောက်နဲ့သူစီကိုမလာကြတော့ဘူးတက်နိုင်သမျှရှောင်ကြတယ်မတက်တာလို့ဆိုရပြီဆိုရင်လေသူစကားကြောရှေနိုင်ချေရှိတယ်နဲ့အကြောင်းတစ်ခုခုပြပြီးပြန်သွားကြတယ်လူဟာစေတနာရှိတာကောင်းပါတယ်ဒါပေမဲ့အဲ့ဒီစေတနာဟာအတိုင်းအဆရှိဖို့လိုတယ်အခြေအနေမှန်ဖို့လိုတယ်စေတနာတွေဘလောက်ပဲရှိစေတနာတွေကိုလိုတဲ့လောက်ပဲပြောပါမျှဝေပါအရင်မရှိပါနဲ့ပြောပါများလာရင်ဟုံပါတယ်ဘယ်အရာမဆိုလိုချင်မှပေးလို့ကောင်းတာပါလက်ခံခြင်းစိတ်ရှိမှပေးလို့ကောင်းတာပါလက်ခံနိုင်တဲ့လောက်ပဲပေးလို့ကောင်းတာပါကိုယ့်ဘက်ကစေတနာတွေဘလောက်ပဲများလက်ခံသူကလက်ခံနိုင်စွမ်းနေနေပေးတဲ့လောက်မရတတ်ပါဘူးအချိန်ကုန်ပါတယ်လူပန်းပါတယ်အကျိုးမရှိပါဘူးညီငွေ့စီပါတယ်အဲ့ဒါတွေကတော့စေတနာစကားနဲ့ပတ်သက်ပြီးတတိပြုတ်တဲ့အရာတွေပါပဲစေခါကြီးဆိုတာအစွမ်းထက်ပါတယ်ဒါပေမဲ့အချိန်အစမှန်ဖို့သိအရေးကြီးပါတယ်ဘယ်အရာမဆိုအချိန်အစမှန်မှအကျိုးရှိထိရောက်ပါတယ်ချစ်တော်ရန်ချူအဆုံးထိလိုက်ပါနားဆင်ပေးတဲ့အရောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်စိတ်ခွန်အားတစုံတရာရရှိတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like share and subscribe comment တွေပေးသွားပေးလို့ရပါတယ်နောက်ဗီဒီယိုမှာလည်းစိတ်ခွန်အားဖြစ်စေမယ့်စာစုတွေထပ်မံဝေမျှသွားပေးမှာဖြစ်တဲ့အတွက်နောက်ဗီဒီယိုလေးမှာလည်းစောင့်မျှော်နားဆင်ပေးဖို့ဖိတ်ခေါ်ပါရစေအားလုံးကျေးဇူးတင်ပါတယ်နော်